အားလုံးပဲမင်္ဂလာပါရှင်။ဘာမဟုတ်တော့ပန်းဝဲအကြောင်းရဲ့အပိုင်း6ကိုဆက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။တကယ်တော့မနေ့ကတင်ပြီးသားပေါ့နော်။အဲ့ဒါတစ်ပိုင်းကြော်ပြီးတော့ဖတ်မိထားလို့ပါ။အခုမှတစ်ပိုင်းပြန်ပြီးတော့အစားထိုးဖတ်ပြီးတာပါ။အားလုံးကိုကျေးဇူးတင်တင်ရှိပါတယ်ရှင်။အပိုင်း6အေးငါမင်းကိုတောင်းပန်တယ်။မင်းကအချောက်မဟုတ်ဘူးဆိုရင်ဘာလို့လက်သီးနဲ့မရွေးမနဲ့ခွက်ကိုဆွဲကန်ရတာလဲ။အဲ့ဒါတော့သိချင်တယ်။နင်းစီကစိုးရိမ်တကြီးနဲ့ရင်းကြီးငယ်ကိုကြည့်လိုက်ပါတော့သည်ရင်းကြီးငယ်ရဲ့အဖြစ်သည်သူမအတွက်လွန်စွာအရေးကြီးသည်မဟုတ်လားရင်းကြီးငယ်အစပထမတွင်အထင်သေးစွာဆက်ဆံကြသောသူတို့စိတ်ထဲတွင်ဘာမှအညှို့တေးမထားဘဲနေလာခဲ့သည်မိမိအားပြောဆိုကြသည်ကိုစိတ်တွင်းမှမိမိဘဝဘေးမကောင်းလို့ဒီလိုဆက်ဆံနေရပါသည်မိမိပေါ်မှာသာမူတည်သည်ကိုကြောင့်တစ်ဖက်သားစိတ်ညစ်သွားမှာကိုမလိုလားသောရင်းကြီးငယ်တယောက်ယခုတော့ထိုတီးခံစိတ်များကုန်ခန်းသွားပါတော့သည်အထူးသဖြင့်နနရဲ့အထင်သေးသောအကြည့်များသူအားလူတစ်ယောက်လိုမမြင်မဲရွှန်စရာကောင်းသည့်အကြည့်များကိုနာကျင်လာတော့သည်ရင်းငယ်လေးပုထုဇဉ်လူသားပဲစိတ်ရှိသည်ဒီတစ်ခါတော့တီးခံနိုင်တဲ့အားလဲကုံဆုံးသွားတော့သည်ရင်းငယ်နနကိုညစ်ကြေကြေကြည့်လိုက်ခါမဲ့ပြုံးဖြင့်နှကန်းကိုတစ်ဖက်ထဲပြုံးပြလိုက်ပြီးနန၏မျက်နှာအနာသို့တိုးကပ်သွားလိုက်သည်နနကမျက်လုံးပြူကနောက်သို့နင်းနေရှိန်လိုက်သည်နင်းစီကမျက်လုံးအပြူသားဖြင့်ကြည်နေသည်တွေ့တာကအံ့ဩကချတော့မီလားဟုစိုးရင်စွာကြည်သည်အောင်ကရီနီယာမှရှက်သွားတော့သည်ရင်းငယ်သည်နနအနာသို့ကပ်ခါနှစ်ယောက်သားကြားနိုင်သည့်အလေးတန်းဖြင့်တူတူပြောလိုက်တော့သည်ငါအချောက်ဟုတ်တယ်မဟုတ်ဘူးဆိုတော့အကောင်းဆုံးတတ်သေးအနေနဲ့မင်းဟိုတယောက်ကငါ့ကိုဒုတ်ပြခဲပြလှုပ်ခဲ့တာတွေကိုအသေးစိတ်ပြောပြီးတော့တက်တည်ယူဖို့လို့လားအားလုံးရှိမှာပေါ့လို့လေနန္ဒကလန့်ဖြက်ကရင်းကြီးငယ်လက်ကိုလှုပ်လိုက်တော့သည်ဟဲ့တို့ဖလားကြီးကျသွားပြီတွေ့တာစီမှာစိတ်ချသွားသည့်အတန်ထွက်လာသည်နေစီကမျက်မှောင်ကုတ်ခါသူတို့နှစ်ယောက်ကိုစိုက်ကြည့်နေသည်နန္ဒရဲ့မျက်နှာရဲတက်သွားပြီးနောက်သို့ချင်းနှလန်းဆုပ်သွားသည်အောင်ကတော့အံ့ဩမြင်တတ်ခါနန္ဒကိုတလဲရင်းကြီးငယ်ကိုတလဲကြည့်နေပါသည်သူတို့အားလုံးသိချင်နေကြသည်ရင်းကြီးငယ်ဘာပြောလိုက်လို့နန္ဒအမှုရများပြက်ခါဖြစ်ပျက်သွားတဲ့အကြောင်းအရာသည်သူတို့အတွက်စိတ်ဝင်စားသောအကြောင်းအရာပဲမဟုတ်လားရင်းကြီးငယ်မျက်နှာတွင်အပြုံးများကိုမဲ့ကပြုံးနေပြီးနန္ဒကိုစိုက်ကြည့်နေလိုက်သည်မျက်ခုံးကိုလည်းတစ်ဖက်မြင့်ပြလိုက်သည်သဘောကတော့ဘလို့လဲပေါ့နန္ဒကလှည့်ထွက်ရန်ပြင်လိုက်တော့ဟဲ့ကောင်နန္ဒဘလို့လဲငါကဘာလဲဆိုတာကိုပြောဖို့လိုသေးရလားနန္ဒကလက်သေးကြက်ကြက်ပေါင်းဆုပ်ပြီးလက်မကြည့်တော့ပဲလစ်ထွက်သွားတော့သည်အောင်ကပထမတော့ကြောင်ကရက်နေပြီးမှရင်းငယ်ကိုလှည့်ကြည့်လိုက်တော့ရင်းငယ်မေးဆက်ပြလိုက်ပြီးမင်းရောသိစင်သေးလားအာသိချင်ပါဘူးအောင်ကဘူးမသိဘာမသိဘာညာညာမသိပါပဲနန္ဒရဲ့နောက်သို့ပြေးလိုက်သွားတော့သည်ရင်းငယ်စိတ်ထဲအနှဲငယ်တော့ဝမ်းသာသွားသည်ဟဲ့ဒီဘက်လည်းကြည့်ပါဦးနင်းစီအလိုမကျသောဒေါသတန်ဆွတ်နေတဲ့အတန်ကြောင့်သူလှည့်ကြည့်လိုက်သည်နင်းစီကတော့ရှုတင်နေဖြင့်သူ့အားကြည့်နေသည်တွေ့တာကတော့လက်ခုပ်များပဲတင်းလိုက်သေးသည်နေပါပြောလိုက်တာလဲသူ့အကြောင်းနည်းနည်းလေးတီးခေါက်ပေးလိုက်တာပါပြီးတော့နေရွက်ကိုဒရီးဆော့လိုက်တာသွီးရွှန်စရာကြီးနင်လက်နဲ့မဟုတ်ဘဲနဲ့ပါးစပ်နဲ့ဆော့လိုက်တာလားအေးဟဲရွှန်စရာကြီးနင်လက်မအားငါခေါ်လိုက်တာမဟုတ်ငါလာဆော့ပေးမှာပေါ့အာဆော့စရာလားအလူကြီးသဘောပြောတာပေါ့ဟာစိန်ခေါ်လိုက်တာလို့အော်ဟဲ့နင်ကအဲ့လိုတက်တင်လေးရှိတယ်နော်အေးလေနင်ကယောက်ျားပဲဆွေရဲမှာပေါ့အရေးတယ်တွေ့တာကဘူးမသိဘာမသိပြောနေသည်နေစီလဲဘူးမသိဘာမသိပဲကျေးနပ်သွားသည်ညီညီငယ်ကတော့သူညစ်လိုက်သည်ကိုဘူးမသိဘာမသိတော့မဟုတ်ပဲတိတိကြီးနဲ့ကျေးနပ်သွားသည်အောင်ကတော့ဘူးမသိဘာမသိပဲနနကိုသွားမိမိလို့ထိုးခံရတော့မလို့တိတိလေးလွတ်သွားသည်နနငါဆောက်မအောင်ဟာနန္ဒကတော့ဘာမှပြန်မပြောမင်းကိုညီညီငယ်ကဘာပြောလိုက်လို့လဲငါသိချင်လို့ပါဟာဟဲ့ကောင်နန္ဒကနောက်သို့လှည့်ကြည့်ပြီးအာဤကော်လန်ကိုစောင့်ဆွဲလိုက်သည်ဟိုကောက်ပေါ်ကျနေတဲ့ဒေါသတွေမင်းပေါ်ရောက်သွားမယ်နော်ပါစက်ပိတ်ပြီးတော့လိုက်ခဲ့လိုက်ချင်တယ်နေခဲ့အေးပါကွာမင်းမကြိုက်မှမေးတော့ပါအောင်နော်ငါ့ကိုလည်းလို့မင်းကလည်းဒေါသကြီးပဲနန္ဒကဆောင်းလွှတ်လိုက်ပြီးဒေါကြီးမောကြီးနဲ့ထွက်သွားပါတော့သည်အောင်ကတော့နောက်တွင်ရက်ကျန်နေခဲ့ပါတော့သည်
ခိုး6กว่าဒီကောင်ဘာပြောလိုက်လို့လဲမသိဘူးညီငယ်ရက်ခွက်ထိပ်သို့မိမိဝဟန်းလိုက်သောအုံသီးများကိုလမ်းထိပ်ကဆိုင်တွင်မှားပြီးပြန်လာခဲ့ပါသည်ညီငယ်တို့ဆမ်းမွေးပြီးတော့အိမ်ပြန်ရောက်နေကြပါသည်အိမ်သို့ပြန်ခွင့်ပေးသည်ကတပတ်သေးဖြစ်ပါသည်မိဘအိမ်သို့သူတို့ပြန်ကြတော့ကျောင်းကြီးတွေတွင်ဆယ်တန်းသမားတွေသာကြံခဲ့တော့သည်ကိုလေးသည်လည်းအိမ်ရောက်သည်နှင့်အိမ်တွင်မကပ်အရင်ကျောင်းဟောင်းမှတငယ်ချင်းတွေနဲ့လဲပတ်နေကအချင်းဖြုံးနေသည်မိမိသည်သူ့အားကိုလေးကိုလွတ်လပ်ခွင့်မပေးချင်ဒေါ်လေးနာတွင်ကပ်နေပြန်လဲမကြိုက်သောအမှုရာကိုပြတတ်သည်ဒေါ်လေးကတော့သူအားမျက်ရည်လေးတဆန်းဆန်းဖြင့်ချော့ရှာသည်မိမိတို့ကတားကိုမချစ်လို့မဟုတ်ဘူးတားပျက်စီးမှာကိုအစိုးရင်လုံးနေတာပါကွယ်ဒါတားလေးကိုချစ်လို့ပေါ့တားရဲ့ဒေါ်လေးနှစ်သိမ့်မှုသည်သူ့အားဝမ်းနည်းမှုကိုမပြေပြောက်ချင်အိမ်တွင်ဒေါ်ကြီးမေကိုလည်းအရင်လိုဝိုင်းကူလို့မရတော့ကူခဲ့ရင်လည်းဒေါ်ကြီးမေကိုစူသည်သူ့ကိုလည်းထိုးရမျိုးဆိုရင်တဏီကုံပြောဆိုနေသည်ထို့ကြောင့်လည်းသူစိတ်ညစ်ရပါသည်ဘာဖြစ်လို့သူ့အားအထင်သေးကြသနည်းသူဘာအမားတွေလုံနေလို့လဲဟုလည်းတွေးမိပါသည်သူကတော့အမားမလို့တခြားသောပတ်ဝန်းကျင်ကသာသူ့အားအမားလုပ်ဖို့ပံ့ပိုးပေးနေသလားလို့တောင်သူတွေးမိပါတော့သည်ဟဲ့ဘာလုပ်တာလဲအဲ့လိုမလုပ်နဲ့လေတော်ကြပါတော့အန်တီတောင်းပါမှာတဲ့အချောက်ကြီးမြင်ကွင်းကကြည်မလာကြီးမိမလိုဝတ်စားထားသောအစမ်းမိတ်ကပ်နဲ့စန္ဒဆိုင်မှအချောက်တယောက်ကိုကလေးတွေကဝိုင်းဆနေသောမြင်ကွင်းကညင်ငယ်ပြန်လာသောလမ်းတွင်ဖြစ်ပျက်နေပါသည်မိမလိုဝတ်စားထားသောထိုအချောက်ကိုကလေးများစားနှောက်နေသည်ကိုဘေးကဖြတ်သွားသောလူကြီးနှစ်ယောက်မှသူတို့နဲ့မဆိုင်သလိုဟာတာလောက်ခါရှိသွားကြရင်ကြည်သွားကြသေးသည်ထိုအချောက်ကြီးဝတ်လာသည့်စကက်လိုဖားရဖြစ်နေတဲ့အစနဲ့ဘဝကိုကလေးများကဆွဲကာစနေပါသည်ကလေးများသည်လည်းညီငယ်တို့လမ်းထဲတွင်နေထိုင်ကြသောမိသားစုများမှကလေးများဖြစ်ပါသည်အသက်လေးများကအလေတန်းကျောင်း9တန်းများအရွယ်လေးများဖြစ်ကြပါသည်အချောက်ကြီးမှာကလေးများစနေသည်ကိုရှောင်နေရင်းကတောင်းမြစ်ဖက်နှက်ချောကလဲကျသွားတော့သည်ဟဲ့ကောင်နေညီငယ်ဟန့်လိုက်တော့ကလေးတစ်တိုက်ကညီငယ်ကိုတစ်ချက်လှမ်းကြည့်သည်ထို့နောက်မိမိကိုအန်တီလို့ပြောနေသောအချောက်ကြီးနားမှပြေးထွက်သွားကြတော့သည်ကျေးဇူးတင်ပါတယ်ကလေးရဲ့ထိုအမျိုးသားသို့မဟုတ်အမျိုးသမီးကြီးစီမှာကလေးရဲ့ဆိုသည်နူးညံ့သည့်အတန်ကိုကြားလိုက်ရတော့ညီငယ်စိတ်ထဲကြီးနူးသွားသည်ကအမှန်ပါရလာထားလို့ရလားဗျခြေခောက်သွားပြီနဲ့တူပါတယ်အန်တီကိုတွဲပေးပါလားညီငယ်ကူညီကသူတို့ဆိုင်သို့ပို့ပေးလိုက်ပါသည်သူတို့ဆိုင်သည်ညီငယ်ကလေးဘွားတွေကဖွင့်ထားသောဆိုင်ဖြစ်ပါသည်ဆိုင်တွင်သို့ညီငယ်တစ်ခေါက်ရောက်ဖို့ပါသည်ညီငယ်မှတ်မိပါသေးသည်ထိုဆိုင်သို့အတူသွားသည်ကမိမိနဲ့ဖြစ်ပါသည်မိမိသည်သူတို့ဆိုင်တွင်အလှပြင်းတုံးကတော့ရွှွဝေအောင်ပြောဆိုနေသည်အစမ်းတို့စီရနာပါလို့လားမသိဘူးအစမ်းတို့ဆိုင်လာပြီးလို့ရှိရင်လေဘယ်ဆိုင်မှမသွားချင်ဘူးအစမ်းတို့ကတော်လိုက်တာအစမ်းတို့လက်နဲ့ကင်လိုက်တဲ့ခေါင်းဆိုရင်လေမေးမနေနဲ့အလှဆုံးပဲစသည်များချင်းမုန်းကန်ဖွင့်ပြီးနောက်ဆိုင်ပြင်ရောက်သည်နှင့်မိမိမျက်နှာကတီးသွားတော့သည်လမ်းမှာတွေ့ရင်တော့မခေါ်တော့အမလီအောက်တန်းချလိုက်တာဘလို့ဟာရီလည်းမသိဘူးအဆက်ကိုနင်းလိုက်ကြတာထို့သောစကားများကိုကလေးဘွားတော်ကကြားဖို့ခဲ့ပါသည်အစမ်းဆိုင်ထဲသို့သူဝင်လိုက်တော့သူ့အားအလုပ်တွေလုပ်နေကြသောဘဝတူနှစ်ယောက်ကပြုကြည့်သည်သူနဲ့တွဲပါလာသည့်အန်တီကြီးကိုမြင်တော့မှဟဲတိုင်ဘာဖြစ်လာရလဲမိုင်းဆိုင်ရဲ့မပြောချင်တော့ပါဘူးတကယ်ပါပဲတော့ညီငယ်ကတိုင်ဆိုသည့်သူတွဲလာသူဟာအံ့ဩကကြည့်မိသည်မပြောချင်ပါဘူးဟာဆိုကပြောပြနေသည်ကကလားကကြည့်နေရသလိုဆက်ဆုံခင်း၍ဖြစ်ပျက်သမျှအလုံးစုံတင်ပြပါတော့သည်တော်သေးသည်မပြောချင်လို့သာပင်ပြောချင်ရင်တော့ညီငယ်အိမ်ပြင်ရောက်တော့မည်မဟုတ်တော့ဒါနဲ့ပဲသူလေးရဲ့အကူအညီနဲ့ရောက်လာတာပဲမဆန်းရဲ့ကျေးဇူးတင်ပါတယ်ခလေးရဲ့နော်ဟဲ့ညီငယ်မဟုတ်လားဟုတ်ကျွန်တော်သိလားအမလေးဒီရက်ကွက်ကဘသူတွေဘဝတွေဆိုတာမသိပဲနေမလားဒါနဲ့ကြောင်းပိတ်လို့ပြန်လာတာလားစမိဘွဲရောဖြေနိုင်ရဲ့လားဟုတ်စကားများကောင်းနေသည့်ညီငယ်သည်ဆိုင်ရှိတွင်ခါထောက်ခါမျက်တော်နေကြီးဖြင့်ကြည့်နေသောမိမိကို
ဆိုင်ပြင်မှရက်ခါနေသည်ကိုမြင်တော့မှဆိုင်ရှင်နဲ့တိုင်တိုင်းဆိုသည်တယောက်ကိုနှုတ်ဆက်ခါဆိုင်ထဲမှထွက်လာခဲ့တော့သည်ဆိုင်ရှင်အစမ်းဆိုသည်တယောက်ကမိမိကိုဆိုင်ထဲခေါ်တာတော့မိမိဝမ်းမလာခဲ့ချေအိမ်သို့ရောက်သည်နှင့်မိမိတလန်းလုံးထိန်းလာသမျှကိုတွန်းချလိုက်ပါတော့သည်ဒီမှာငါမွေးထားတာတားယောက်ကြားလေးဟဲ့ဘာမဟုတ်တာတွေလုပ်ဖို့စဉ်းစားနေတာလဲဟမ်ညီငယ်နင့်ကိုနေမရှက်ပေမဲ့လေနင့်ကိုငါမွေးထားတာရှက်တယ်ဟဲ့မိတားဘာတွေလုပ်နေလို့လဲအမလေးတလောက်မြင်နာတော့မှဘာတွေလုပ်နေလို့လဲဟုတ်လားကြည်စမ်းငါ့ကိုတော့မပြန်ပတ်နေလိုက်တာဟိုကမင်းညောတွေကတင်ပေးလိုက်တာပေါ့လေမိရဲ့ဘာမှမဆိုင်တဲ့သူတွေကိုဆွဲထည့်မနေပါနဲ့တော့နင့်ကိုမွေးထားတော့ပြန်ပြောဖို့ပြန်ပတ်ဖို့ပညာတွေတင်ပေးထားတာမဟုတ်ဘူးတားဘာတွေဖြစ်နေလဲလို့မေးဖို့ရလားမေကတားပါလို့အကောင်းမမြင်ပါလားဟဲ့နင်းကဟိုအကောင်းလုပ်နေတာလားဟမ်ကြည်စမ်းငါ့ကိုမြပြန်ပြောနေလိုက်တာမေရဲ့အော်သားများကြောင့်တိမ်သားလုံးထွက်လာကြသည်ကိုလေးလည်းအပြစ်မှပြန်ရောက်နေကမေရဲ့ပြောဆိုတဲ့ကိုတစုံတစကြားလိုက်သည့်နောက်ပိုင်းတွင်တော့ကိုလေးသည်ညီငယ်ထန်လျှောက်လာပြီးထိုးချလိုက်တော့သည်အဲ့ဒါငါမိဘတွေကိုစော်ကားလို့မှတ်တာဟဲ့မလုပ်ကြပါနဲ့ဟဲ့ဒေါ်လေးကပြေးလာပြီးဝန်တားသည်ကိုလေး၏ပထမဆုံးသောလက်သီးသည်ညီငယ်၏နုနယ်သောနှလုံးသားကိုဖျက်ရိုက်သွားသည်မေ၏စကားများကညီငယ်၏ချစ်ချင်းမေတ္တာကိုရှိုက်သွားခဲ့သည်ညီငယ်ဝမ်းနည်းစွာပဲဒေါ်လေးရှင်ခွင်ထဲတွင်ငိုသည်တေးပလိစီအကိုကညီကိုဆုံးမတာနင်းဝမပါစမ်းတဲ့စမ်းတီအေးငါပြောထားမယ်ဒါတွေကနင်းကစခဲ့တဲ့အဖြစ်တွေပဲနော်ငါသားတွေကိုငါတော့ယောက်ျားပြီးတတ်တာပဲမြင်တွေ့ချင်တယ်အေးဘာမဟုတ်ကဟုတ်ကရနေမတွေ့ချင်ဘူးနော်နင်းလည်းကြက်သတိထားနေထိုညအစာပြီးနေခဲ့သည့်တစ်ပတ်အတွင်းမှာညီငယ်မေနဲ့ကိုလေးကိုမျက်နှာချင်းမဆိုင်တော့ကြညီငယ်စိတ်ထဲတွင်ဝမ်းနည်းစွာပြောမိပါတော့သည်တောင်းမွေးထားတာမေနောင်နှရနေပြီလားမေရဲ့ပန်းမဟုတ်တော့ပန်းတော်ဝဲအကြောင်းဆရာချင်းကြအပိုင်းခွန်ဘာကြောင့်များလူချင်းကိုလူမတွေးကြပဲရွှန်းစရာကောင်းသည့်အကြည့်များအမှုအရာများကိုပြုမှုနေကြသည်ဟုမေနဲ့ကိုလေးကိုသူမေးလိုက်ခြင်းသည်ညီငယ်ရဲ့ခန်းစားချက်များကနေ့စဉ်မှတ်တမ်းစာအုပ်လေးပေါ်ကျရောက်သွားတော့သည်ထိုစာအုပ်ကလေးသည်ညီငယ်တကူတည်းခန်းစားစေသည့်အကြောင်းရင်းများစိတ်တွင်ဖြစ်ပေါ်လာသောခန်းစားမှုဝေဒနာတွေကိုစာအုပ်လေးကတန်းခန်းကညစ်သမျှကိုတီးခန့်ရှာလေသည်အိမ်အပြင်သို့လည်းမထွက်တော့ပဲအိမ်တွင်အောင်ကနေလိုက်သောညီငယ်ကိုတော့သားများနဲ့ပတ်သက်လာရင်မှန်သည်ဟုသတ်မှတ်ထားပြီးဘယ်တော့မှလက်မလျှော့ပဲနေတဲ့မေကတော့ညီငယ်ကိုလာ၍ပင်မကြည့်ဒီအချိန်မှာသူတို့ကိုလိုက်ရောပေးလိုက်ရင်နောက်တစ်ချိန်မှာလည်းဒီလိုလုပ်လို့ရတာပဲဆိုပြီးတော့ဖြစ်လာလိမ့်မယ်ပြစ်ထားလိုက်ဘယ်တော့မှမချော့နဲ့မိဘရဲ့မေတ္တာစေနာဆိုတော့သူတို့တွေကြီးလာမှသိလိမ့်မယ်ဖေကတော့အထိုက်အလျောက်လိုက်ရောသည်မိကလေးတွေကိုအဲ့လိုယူတော့မဆုံးမပါနဲ့ကွာကလေးတွေကစိုးနေတဲ့ကလေးတွေမှမဟုတ်တာငါသားတွေအားလုံးကလိမ့်ပါတယ်မင်းရတာအော်တော့ကျုပ်စုတာကြတော့မြင်နေပေါ့လေဒါတော့စူပူနေမှတော်ကကြတယ်တော်ရေအဲ့ဒီလိုလိမ့်မာတယ်ဆိုတော့သားသမီးတွေကပဲလှုပ်သွားလိုက်ကြတာပဲလေတခါတည်းပဲအပြက်ကိုလှုပ်သွားကြတာပဲအေးဒါမျိုးတွေမဖြစ်စေချင်လို့ကြိုတင်ပြောနေရတာတော့ရှင်းတော့ဘယ်နားလဲမလဲကျုပ်တို့လိုမိန်းမသားတွေကလင်းအတွက်လဲပူရသားအတွက်လဲပူရဆွေတွေမျိုးတွေလဲပူရအပူသေးကြီးကိုဖြစ်လို့ပါတော့ရှင်တို့တွေကတော့ပတ်စံရှာပြီးရောတာဝန်ကျေပြီးပြီလို့တွက်ကြတဲ့သူတွေလေပတ်စံလေးပုတ်ကနေပေးလိုက်ပြီးရင်ဘာဖြစ်ဖြစ်လက်တောင်မကြည့်တော့ဘူးဒါပဲလုပ်တတ်ကြတာလေလက်မနဲ့ကော့ကပါဇက်အတွင်းသို့ရေးတောက်သလိုလုပ်ပြပြီးအမူအရာကောင်းကောင်းဖြစ်မိကတော့စုပူနေပါတော့သည်အိမ်မနေရသောအချိန်သည်သူ့အတွက်မပြောတော့အရင်လိုလဲပျော်ရွှင်လို့စိတ်မရှိတော့အရင်ကဆိုရင်အိမ်တွင်သာနေစဉ်သောညီငယ်အိမ်မနေတာတစ်ပတ်ပဲမပြည့်သေးအခုကျောင်းကိုလွမ်းလာပြီကိုလေးနဲ့သူသည်ကျောင်းတော့ကအနေနည်းသလောက်အိမ်ရောက်တော့သစိမ်းများတစ်ဖွဲဖြစ်နေကြပြန်တော့သည်အိမ်တွင်နေရသော9 ရက်ပြည့်ပြီးသည့်နောက်နေ့တွင်ကျောင်းသို့ပြန်သွားရတော့မည်ဖြစ်သည်ဖြင့်ညီငယ်အဝတ်များကိုတင်ကနေပါသည်။တားငယ်ဟုတ်တော့လေဘာခိုင်းစရာရှိလို့လဲ။တားငယ်မိမိခေါ်နေတယ်
ဖုန်းလာလို့တဲ့ဖျားတားစီကိုဟုတ်လို့လားဒေါ်လေးကဘယ်သူမှလည်းခေါ်မဲ့သူမရှိပါဘူးတားငယ်မမီကတော့ပြောနေကြတယ်တော်တော်ဟိုမှာစောင့်နေတယ်ညီညီငယ်အိမ်ရှိခန်းရှိဖုန်းရှိရာကိုလှမ်းလာတော့မိမိဖုန်းပြောနေသည်မှာရှုံရှုံဝေအောင်ပြောဆိုနေသည်ပျော်ရွှင်နေပုံလဲရှာသည်ဟောသမီးတငယ်ချင်းလာပြီသူနဲ့ပြောလိုက်အောင်နော်သမီးအေးကွယ်နောက်လည်းမကြဖုန်းဆက်နော်သမီးအေးကွယ်မိမိဖုန်းပြောပြီးတဲ့နောက်သူ့လက်ထဲကိုဖုန်းထည့်ကသူ့ဘေးကထမသွားပဲကြည်နေသည်သူလည်းဖုန်းကိုကိုင်ကမိမိကိုကြည်နေမိသည်ဟေးဘာကြောင့်ကြည်နေရလဲဟိုဘက်ကသမီးလေးကိုအားနာစရာဟေးပြောလိုက်လေဟုတ်ကဲ့မမေဟယ်လိုညီငယ်အဆုတ်ပလို့ငါ့တော့မဖုန်းမခေါ်ဘူးနေရတော့လေတကယ်ပါပဲနှင်းစီလားမဟုတ်ဘူးဟေးတရေမတကယ်ပဲနေရတော့လေငါ့တော့မမှတ်မိဘူးလားမှတ်မိပါတယ်နင့်အတန်ဒါမဲ့လေငါစီကိုဖုန်းလာတာဒါပထမဆုံးအချိန်ဆိုတော့အဲ့ဒါကြောင့်ပါဖြစ်ရလေဟဲ့ဒီလိုမသိငါဆက်ပါတယ်နေချောင်းပိတ်ရက်ဒီဘယ်điသွားသေးလဲငါတော့ချောင်းသားနေခုမှပြန်ရောက်တာအန်နီကိုဆက်ချင်လို့မရအောင်ချင်းခေါ်လိုက်တာနေမနေ့ကချောင်းကိုသွားတော့မှလားငါလည်းသွားမယ်တိလားနင်းနဲ့တွေ့တာကိုအရင်လွမ်းတာပဲတွေ့တော့ဖုန်းခေါ်ခြင်းပဲမဲ့ဟဲ့သူ့အိမ်မှာဖုန်းမရှိတော့လေမခေါ်ရအောင်တိလားနေရောငါ့ကိုတတိမှရရလားရမယ်လည်းမထင်ပါဘူးနေမနေ့ပြန်တော့လာနော်တွေ့တာလည်းလာမယ်ထင်တာပဲဒီစားပါရဲတွေ့တာလည်းလာမှာနင်းစီပြောနင်းလေးလဲရှူအောင်ဘလို့တတွေးလဲမြူချအောင်ဘာရေးလဲတောက်အောင်တေးနာငါတော့လေဘာဖြစ်လဲဂျပန်နားတန်စီခတ်လိုက်အောင်မသိလားခွေလေးငါတော့တတိယလို့ပြောလိုက်ရတာ तू ကတော့ငါ့ကိုမြပြောနေလိုက်တာနင်းစားမောလို့ရေသွားတောက်လိုက်အောင်မယ်တော့စောက်ကောင်စုပ်နင်းတော့ဝယ်လိုက်လက်ဆောင်တွေမပေးတော့ဘူးငါစတာပါအခုငါဝတ်တွေထည့်နေတယ်မပြီးသေးဘူးနင်းမကြိုင်တွေးကြတာပေါ့ဟာငါလည်းလောက်အောင်မယ်ဟဲ့အများကြီးလောက်အောင်မယ်ဒါဆိုဒါပဲညီညီငယ်ဖုံးချလိုက်တော့တစ်ချိန်လုံးအနားတွင်ထိုင်ကနားထောင်နေသောမိမိသည်ပြုံးချူစွာသူ့အားကြည့်လိုက်သည်ဒေါ်လေးစန်းထင်းလေးရှောင်နေသည်တားတငယ်ချင်းလားဟုတ်တယ်မေစကားပြောလျက်လည်းယဉ်ကျေးလိုက်တာနာမည်လေးကနှင်းစီနော်ဟုတ်အတန်လေးကလည်းချိုးလို့ရုပ်ကလေးကလည်းချစ်စရာလေးပဲနေမယ်မိမိနဲ့မိတ်ဆက်ပြီးလေးသားရဲ့ရပါတယ်မေမနေ့ပြန်ကြတော့ကျောင်းမှာတွေးကြတဲ့အခါမိတ်ဆက်ပေးပါမယ်ညီညီငယ်ပြောဆိုပြီးနောက်လှည့်ထွက်လာခဲ့သည်ကြားလိုက်သည့်စကားများကြောင့်ညီညီငယ်စိတ်ပြတ်တော်မိတော့သည်မမနင်ကတားလေးတငယ်ချင်းမလေးနဲ့မိတ်ဆက်ခိုင်းနေတယ်အဲ့လေဘာဖြစ်လို့လဲတားကြီးကြတော့ကောင်မလေးတွေနဲ့ဆိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုနေပြီးတော့ဟဲ့နင်ဘာနားလဲလို့လဲမသိပဲဝင်ပြောတားငယ်ရဲ့စိတ်ကဟိုမရောက်ဒီမရောက်ဖြစ်နေလို့အဲ့ဒါကြောင့်ငါစီစဉ်နေတာနင်မသိဘဲနဲ့ဝင်မပါနဲ့အစကတော့သူကရိုးရိုးသားသားထင်မှတ်ပြီးပုံမှန်ပြောဆိုနေတယ်တင်တာခုတော့သူ့ကိုယုံကြည်မှုတစုံတရာတောင်မရှိတော့ပဲစိတ်ကိုဖြေဖို့အတွက်တည်းညီညီငယ်ကိုစိတ်ပြတ်မိသွားပါတော့သည်ငါတော့တောင်းမှအများအမြင်မှာစိုးဝါနေလို့လားငါရဲ့နေပုံထိုင်ပုံတွေကအမြင်မတော်အောင်ဖြစ်နေလို့လားငါလောကကြီးနဲ့ချွတ်ချော်အောင်ဘာတွေများလှုပ်ထားနေလို့လဲကလေးကြားတော့ပါအောင်မမရဲ့ကြားအေးငါတော့ဒီကလေးကိုအားကိုမရတာမပြောလိုက်ချင်ဘူးလူဘုံကနွဲ့နဲ့နေပုံထိုင်ပုံတွေကိုလည်းကြိုက်ကိုမကြိုက်တာစာတော်တော်လေးတစ်ခုပဲကောင်းတယ်တားလေးကလိန်မားနေတာဝမမကြည့်ချင်လို့လားအိုးတော့စိုးပေးနေတာမှကောင်းအောင်မယ်ခုတော့ဘလို့မှကိုစိတ်မချနိုင်တာဟိုတရက်ကလည်းကြည်ပါလားဘာတွေမဟုတ်ကတွေသဘောကျပြီးသွားပေါက်နေတယ်မသိဘူးဒါမျိုးတွေနဲ့မှပတ်သက်ရတယ်လို့ဘသူတွေတော့ဟဲ့လမ်းထဲကအချောက်မတွေပေါ့ဒီနိုကိုလည်းလေသွားကော့ထားသေးတယ်ကျမသားလေးကိုလို့မဖြက်စီးကြပါနဲ့လို့သွားကိုပြောထားတာမမကတော့နိုင်ကိုမနိုင်ဘူးမရဘူးဟိကြောက်သားတွေကိုတော့လာမထိနဲ့ထင်းလို့ကတော့ဘသူရဲ့ဘဝရဲ့မခံပတ်ဆက်ဆက်ကိုပြော့ပြမှာမင်းကလည်းမဟုတ်သေးပါဘူးကလေးကိုတအားမပြောနဲ့ကလေးကလူပြိုလေးဖြစ်နေပြီမင်းလှုပ်ပုံတွေကကလေးကိုရင်းနေတယ်လို့ပဲဖေဖေအလောက်ကပြန်လာတဲ့အချိန်တွင်တိုက်ဆိုင်သွားကဖေဖေကမမေကိုဝင်ပြောသည်ရှင်တို့မောင်နှမတွေကလေကျုပ်ကိုဆိုရင်အကောင့်ကိုမြင်ကြတာမဟုတ်ဘူးကျုပ်ကတော့ကျုပ်သားတွေနဲ့ပတ်သက်လာလို့ကတော့ဘသူမျက်နှာမှမထောက်နိုင်ဘူးရှင်တို့လိုလည်းမနေနိုင်ဘူးမမေကပြောဆူဖြင့်ပေါက်ဆက်ထားကထွက်သွားတော့သည်ညီညီငယ်မိမိအခန်းထဲကိုပြန်ရောက်တော့အခန်း၏ဝရဏတွင်ရက်ခါအပြင်ကိုငေးမောနေမိသည်ထိုအချိန်ဒေါ်လေးကအခန်းထဲဝင်လာပါတော့သည်တန်းငယ်ဟုတ်ဒေါ်လေးကညီညီငယ်အဝတ်များထုတ်သည့်နေရာသို့ဝန်ထမ်းလိုက်ပြီးအဝတ်စားများခောက်ပေးနေသည်ညီညီငယ်ဒေါ်လေးအနားသို့သွားက
ဒေါ်လေးရဲ့ပေါင်ပေါ်တွင်ခေါင်းတင်ပြီးလှည့်လိုက်သည်တားငယ်စိတ်ညစ်နေလားဒေါ်လေးရဲ့တားကလူဆိုးကြီးဖြစ်နေရလားအိုးမဟုတ်တာအဲ့လိုတွေမတွေးရဘူးလေတားမိမိကတားကိုချစ်လွန်းလို့ခုလိုတွေဖြစ်နေတာပါကိုလေးကြတော့ဘာလို့အကုန်အကောင်းမြင်နေတားကိုကလေးတယောက်လိုပဲတွေးထားလို့ဖြစ်တာတားကိုလေအဆအအရာရာအားလုံးပြည့်စုံစေခြင်းနဲ့ဒါကြောင့်မှတားလေးရဲ့တားလေးကြီးလိုက်ရင်လေမိမိရဲ့စေတနာတွေကိုနားလည်လာမှာပါဟုတ်ကဲ့တားလေးဒီလိုပဲမျှော်လင့်ရတာပါပဲဒါမဲ့လေတားပါပြောလက်ခံမပေးဘူးဖြည့်ရှင်းခွင့်တစုံတရာတောင်မှတားမှရှားပိုင်ခွင့်မရှိဘူးဒါတွေကဒေါ်လေးအပြစ်တွေကြောင့်ပါမဟုတ်ပါဘူးတားကိုယ်တိုင်လည်းခြေနဲ့စွာလက်ခံခဲ့တာပဲလေဒါတွေကဒေါ်လေးနဲ့မဆိုင်ပါဘူးဒေါ်လေးကတော့ညီညီငယ်ရဲ့စပင်းများကိုပုတ်တက်ရင်းမျက်ရည်ဝဲနေရှာပါသည်ကျောင်းကြီးတို့သူတို့အားလုံးပြန်ရောက်ကြချိန်မှာတော့ဆယ်တန်းကျောင်းသားတွေကစမေးပွဲအတွက်လုံနေကြပါတော့သည်သူတို့ကတော့ကျောင်းကြီးတဲ့သူဆယ်တန်းအတန်းကြီးသမားများတပွဲလူတွေကတော့အနှင်းငယ်မြောက်ကျဖြစ်နေသည်ဟုထင်မိသည်နန္နာကတော့နှာခေါင်းမွေးစိမ့်စိမ့်လေးထွက်နေသည့်သူ့နှာခမ်းကိုတက်ကာနေသည်ဟဲ့ဟောနန္နာဘာတော့မင်းတို့ကျောင်းပိတ်တော့ဘယ်သွားသေးလဲအဖေတို့ရောခဏသွားရလေပြီးတော့ငါနဲ့ငါညီမလေးပဲပြန်လာတယ်ကျောင်းမိပြန်ရတာအဖွားကနေမကောင်းလို့အဖေတို့နဲ့တော့နေခဲ့ကြတယ်။အော်ဒါကြောင့်ငါမင်းအိမ်ကိုသွားတော့တကားကြီးပိတ်ထားတာကိုမင်းလာသေးတယ်ပေါ်လေအောင်ဟုတ်တယ်ပြင်းထန်တယ်လာသေးတယ်ငါဟိုကားရရှိတော့မင်းကိုပြချင်လို့လာတာမင်းကမရှိတော့ဘယ်ပြနိုင်မလဲဟာကွာနားလိုက်တာအခုရောက်ပါသေးလားကြီးပဲဘယ်ကပါမှာလဲကြောင်းထဲမှာဟုတ်တာငါလည်းကြည့်ရင်စောကြီးသွားတယ်ကြည့်ကြလိုက်တော့ကွာတခါမှမကြည့်ရသေးဘူးဒါနဲ့မင်းအချစ်တော်လေးနဲ့ပြန်နေမှာလားဘယ်ကငါချစ်တော်လဲဟို6လေးပေါ့အကွာအခန်းပြောင်းလို့ရရင်တော့ပြောင်းချင်တယ်ဒါဆိုငါနဲ့ပြောင်းဘာဖြစ်လို့လဲဇလန်းနေဖန်မလို့ပေါ့ကွာငါ့ကိုငါထက်ကြီးရဲ့အကိုကြီးတွေတင်ပေးလိုက်တယ်အချောက်ဆိုလဲရှောင်းနေနဲ့စောတာစောဆိုပဲခွေးကောင်ခွေးချင်းကြည်ရနေတယ်သေတောင်ပြောင်းမပေးဘူးဟာကွာမင်းမသူနဲ့မနေချင်ဘူးဆိုနေရပါတယ်မနေချင်လဲဘာမှမဖြစ်ဘူးသူကနေတာငါလည်းငါနေတဲ့သူလိုနေတာပဲငါတို့နှစ်ယောက်ကြားမှာတော့အဆောင်နဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိတဲ့အတွက်ဒီတိုင်းပဲကောင်းတယ်အောင်ကတော့နနအနာကိုကတ်ခါညက်နေပါသည်ဒါဆိုလဲငါနဲ့တူမင်းလာနေကွာအောင်ခိုင်အဲ့ဒီအချောင်းလေးနေခိုင်းလိုက်မယ်သေနော်တော့မင်းဘာမှလာပြောနေနေတော့အဆောင်ရှိရောက်တော့ရင်းငယ်အထုပ်များကိုတင်နေသည်ကိုတွေ့ရသည်စောက်တချို့ကိုအခန်းထဲမှာထုတ်ယူသွားသည်ကိုမြင်ရတော့ဘာဖြစ်လို့စောက်တွေတဲနေရလဲညီညီငယ်ကနန္နာကိုတစ်ချက်ကြည့်လိုက်ပြီးငါ့ကိုနဲ့အတူတူနေမလို့အခန်းပြောင်းနေတာဘာကွာညီညီငယ်ကတော့စောက်တွေစုနေသည်ကျောင်းဝတ်စားတွေလည်းဘီရိုထဲမှာထုတ်ခါဂရင်မော်ရှောင်းလို့နေပါသည်မင်းအဲ့လိုပြောင်းလို့ရမလားကွာဘာဖြစ်လို့လဲကျောင်းကစီကန်းရှိရဆိုတာမင်းသိရနော်သူတို့ပေးထားတဲ့အခါမှမနေဘဲနဲ့ပြောင်းနေနိုင်ပြောင်းလို့မရဘူးကွာဟုတ်လို့လားကွာတချို့တွေဆိုဒီလိုပဲပြောင်းနေကြတာပဲမရဘူးကွာထိုအချိန်တွင်ကိုလေးအခန်းမှနန်းနန်းသည်လည်းအထုပ်များရှူကအခန်းထဲသို့ဝင်လာပါသည်မင်းကဘာလာလုပ်တာလဲညီညီငယ်နဲ့အခန်းပြောင်းနေရလေမရဘူးမင်းတို့သဘောနဲ့မင်းတို့လှုပ်လို့မရဘူးနန်းနာကဝူဝါးနဲ့လှုပ်နေသဖြင့်ညီညီငယ်ကြောင်ကြည့်နေသည်နန်းနိုင်ကလည်းပြူးကြည့်နေသလိုအောင်ကတော့ဝမ်းသာတဲ့အကြည့်များဖြင့်ဘေးမှရှက်ကြည့်နေသည်ညီညီငယ်ရဲ့လက်ထဲမှစာအုပ်များကိုလူယူကစာအုပ်စင်ပေါ်တင်လိုက်သည်ဂရင်ပေါ်မှအဝတ်များကိုဘီရဲထည့်လိုက်တော့သည်နနလှုပ်နေသည်ကိုညီညီငယ်ကတော့နားတော့မလဲနိုင်တော့အရင်နှစ်ကတော့အခန်းပြောင်းရန်ပြောနေပြီးခုကျတော့အချိုးပြောင်းသွားသောနနကိုကြည့်ရင်နိုင်နိုင်နဲ့အောင်မဲနားမလဲနိုင်တော့အဲ့လိုဟိုလူပြောင်းဒီလူပြောင်းလုပ်နေရတယ်မကောင်းဘူးကွာငါလည်းအခန်းလူပြောင်းသွားရင်နေရထိုင်ရခက်တယ်ဘာမှလည်းမဆိုင်ဘူးမင်းဝန်ပါနဲ့အောင်သွားမင်းလည်းကိုခန့်ကိုပြန်တော့ဟာငါ့ကိုဟိုရွှေခိုင်းနေရှာမရှိနဲ့နိုင်မင်းတို့ကိုယ်သဘောနဲ့ကိုလှုပ်ပြီးတော့ခံပေါ့ဘယ်မလဲမင်းဝဲကညီညီငယ်ကိုလှမ်းမိလိုက်ခြင်းဖြစ်ပါသည်သူတို့ခမ်းမှာတွားယူလေဘာရက်လုံနေရလဲမဖြစ်သေးပါဘူးမင်းနေကငါတွားယူမယ်ပြောဆူနဲ့နနထွက်သွားပြီးမှပြန်လှည့်လာပြီးမင်းတို့ရောဘာရက်လုံနေရလဲကိုခန့်ကိုပြန်ကြလေဟောနိုင်မင်းပစ္စည်းတွေဘာကြံသိနေလဲတခါတည်းယူသွားလာလေဘာရက်လုံနေကြလဲနနဘောလုံးရိုက်ခါဖြစ်နေတော့သည်
ကိုကိုလေးတို့အခန်းရောက်တော့ကိုကိုလေးကဂရင်မော်တွင်လှဲနေပါသည်ဟမ်နိုင်မင်းပြန်လာတယ်မင်းမလဲငါညီနန္ဒညီညီငယ်အခန်းမပြောင်းတော့ဘူးတဲ့ဒါကြောင့်ငါလာပြီးတော့ညီညီငယ်အဝတ်စားကြီးလာယူတာအခန်းပြောင်းရင်စားကြက်ရတာလည်းမကောင်းဘူးနေသားကြနေတဲ့သူချင်းချင်းနေတာပိုကောင်းပါတယ်ဟုတ်တယ်မလားကိုလေးဟုတ်ပါတယ်လေကိုကိုလေးကနန္ဒအဖြေကိုရောရောင်ကဖြေပေးလိုက်မိသည်ရှင်းရှင်းပြောရရင်သူလည်းသူ့ညီညီငယ်နဲ့အတူတူမနေချင်ပါမိမိကအတင်းနေခိုင်းယူတာလှုပ်လိုက်ခြင်းဖြစ်ပါသည်ခုတော့နန္ဒကလာပြောနေသဖြင့်သူလည်းဒီတိုင်းပဲနေလိုက်ပါတော့သည်နန္ဒအခန်းထဲပြန်ရောက်တော့ညီညီငယ်စားအုပ်တွေစီနေသည်သူ့ကိုတစ်ချက်လှည့်ကြည့်ပြီးပြန်လှည့်သွားကဆက်လုံနေလိုက်သည်ကျေးဇူးတင်ပါတယ်ရပါတယ်ခမ်းမော်ချင်းချင်းပဲဒါတော့တော့ရှိရမှာပေါ့မင်းမပြောင်းအောင်လုပ်ပေးလိုက်တာကိုလည်းစိတ်ထဲထားမနေနဲ့မင်းလည်းအခမ်းမပြောင်းချင်တာငါသိတာပေါ့ညီညီငယ်ကလှည့်ကြည့်လိုက်သည်ငါဘယ်ခမ်းမှနေနေဒီတိုင်းမှာပဲမပြောင်းချင်ဘူးလို့လည်းမပြောပါဘူးနန္ဒသည်ညီညီငယ်ရဲ့စကားကြောင့်တဲလာသောအဝတ်အိတ်ကြီးကိုကန်ပစ်လိုက်ပြီးနောက်မှစဉ်းစားသလိုကြည့်လိုက်သည်ငါဘာတွေလုပ်နေမိပါလဲသူဟာသူပြောင်းချင်ပြောင်းမပြောင်းချင်နေငါနဲ့ဘာဆိုင်တာမှတ်လို့ဘာတွေဖြစ်ကုန်တာပါလဲဟာခုမှတတိရတယ်စောက်တွေယူဖို့မင်းရတယ်ငါညမစီစောက်တွေသွားယူလာအောင်မယ်နန္ဒကသူဟာသူပြောသလိုလောက်ခါထွက်သွားပါတော့သည်ဒီကောင်ဘာတွေဖြစ်နေရလဲမသိဟဲ့ငါတော့နင်တို့ကိုလွမ်းလိုက်ရတာနင်တို့ကငါ့ကိုတတိတော်မရကြဘူးပေါ့လေတတိယဘုံနေနေတာအလုပ်တွေနဲ့အားတာမဟုတ်ဘူးနင်းစီရဲ့တွေ့တာအဆုတ်ပလို့ညီညီငယ်ရောဘာတွေလုပ်နေရလို့လဲအိမ်မှာစူးပူနေတာနေတိုင်းပဲစိတ်ညစ်လုံးတတိကိုမရတာတင်နာဆုတ်တွေနင်တို့အတွက်ယူလာတဲ့လက်ဆောင်တွေမပေးဘဲနဲ့နေလိုက်တော့ပဲနော်ဘာဖြစ်နေလဲသူတို့ 3 ယောက်ကထုံးစံအတိုင်းမကြီးပင်အောင်မှလေးထိုင်ပြနေကြပါသည်ကျောင်းပိတ်တုံးဘဲရီသွားသည်ဘဲကိုလျှောက်သည်ဟုနင်းစီကတော့ရေဘက်မဝင်အောင်ပြောနေသည်သူနဲ့တွေ့တာကတော့နင်းစီပြောသမျှခရီးတွေကိုစိတ်တွင်တွေးကနင်းစီနဲ့အတူပျော်ရွှင်နေမိကြပါသည်ဟဲ့နင်တို့သိပြီလားဘာလို့လဲနောက်လာဆိုရင်လေတကြံကြပြီအဲ့တော့နင်ကဒီလားရှင်ဝတ်မလို့လားတွေ့တာဘယ်ဟာလားတကြံကြရင်ငါတို့ကျောင်းကခရီးတို့ထွက်မယ်တဲ့10 တန်းဖြည့်ပြီးကျောင်းသားများနေတဲ့ဟုတ်တယ်ငါလည်းကြားတယ်ပျော်စရာကြီးနေမှာနော်ဘယ်သွားကြမှာလဲတောင်းတက်ခီးတဲ့ဟဲတကယ်ပျော်စရာကြီးနင်းစီကတော့ပျော်ရွှင်နေပါတော့သည်ညီငယ်နင့်ပုံကြည့်ရတာလဲစိတ်မပါသလိုပဲငြင်းနေလိုက်တာငါအခုမှသိရတာအဲ့ဒါကြောင့်ပြောတာပေါ့နားလေးပါလေးလဲစွန့်ထားအောင်ပြောလိုက်ရင်ဘာမှမသိတာများနေတယ်သွားမပြောနေနဲ့တွေ့တာသူ့ပုံကအဲ့ဒီလိုပဲညီညီငယ်ကတငယ်ချင်းမလေးများနဲ့တွေ့လိုက်ရရင်စိတ်ချမ်းသာတော့ရသည်ကိုတော့ဝန်ခံပါသည်သူစိတ်များလဲပေါ့ပါသွားပါသည်သူတို့ဘဝသည်အရေးကြီးဆုံးသောဆုံးဖြတ်ရမည့်ဘဝကျောင်းစာများကိုစတင်ရန်ကြည်ဖြစ်ရတော့မည်မဟုတ်ပါလားစိတ်ချမ်းချမ်းသာသာလေးပဲနေချင်ပါသည်အပိုင်းရှိနန္ဒနဲ့အောင်ကျောင်းဆောင်ရှိကခုံနှန်းလေးတွင်ထိုင်ကစကားပြောနေကြပါသည်ကျောင်းကြီးက10 တန်းသမားတွေဆမ်းမွေးပွဲအတွက်လုံးပန်းနေကြတော့သူတို့တွေခဏတာလွတ်လပ်နေကြပါသည်ကျောင်းစာတွေကိုလည်းညဘက်ရောက်မှအနည်းငယ်ခိုင်းများဖြင့်သာကြည်နေရသည့်အချိန်တွေဖြစ်သဖြင့်သူတို့အတွက်အချိန်တွေပိုးကနေသည်သူတို့အရွယ်လွတ်လပ်စွာလောကကြီးကိုခြေဆန့်လို့လမ်းမှုရည်ရွယ်နေကြပြီမဟုတ်ပါလားကိုစီစိတ်တွင်းမှာတော့ရွေချက်ကလေးများဖြင့်ကိန်းအောင်ကရီမိုင်းရပန်းနိုင်သို့လှမ်းဖို့ကိုစီရှောင်နေကြလေပြီကိုသမိုင်းကိုရေးဖို့ပဲလိုတာပေါ့မဟုတ်ဘူးလားဟာမင်းကသမိုင်းကိုရေးရွယ်ပြီးပြောနေရလားနန္ဒအောင်ရနန္ဒဆိုတဲ့ငါကလေသမိုင်းတွေပထဝီတွေစိတ်ဝင်စားတာမဟုတ်ဘူးငါရင်ထဲမှာရှိနေတာပန်းကလေးပဲနန္ဒလုံနေပုံကိုကြည့်ပြီးအောင်ကအမြင်ကပ်လာတော့သည်ဘာပန်းလဲရွှေပန်းလားခွေးကောင်မင်းမညစ်ပတ်နဲ့မှန်တော့ပြောရလေပန်းနေများတော့ဘာပတ်မှမသိတာအောင်အိမသိချင်အောင်ဆောင်ကလုံနေသည်ကိုနန္ဒကစိတ်တွေတိုးလာတော့သည်ဒီကောင်တမင်းညစ်နေတာနှင်းစီကွာနှင်းစီဒီလောကမှာလေငါနှင်းစီလောက်လှတဲ့ကောင်မလေးမရှိဘူးကွာငါနှင်းစီကလှဆုံးအချောဆုံးပိုပြီးလိုတောင်လိုသေးတယ်ကွာမင်းတို့လည်းသိပါတယ်နှင်းစီဘလောက်လှတယ်ဆိုတော့ငါနဲ့လိုက်တယ်မလားငါလည်းလူကြောလေးပဲဆိုတော့ဖွဲနဲ့စကွဲပါကွာဟ
ကွာမင်းအဲ့လိုတော့မပြောပါနဲ့ဒါဆိုလဲရွှေနဲ့ကြေးပါကွာတော်မင်းကငါလူကြောလေးဆိုပြီးတော့မနာလိုတွေဖြစ်ပြီဝေးသေးတကယ်ဆိုလိုက်ဖက်တာနှင်းစီနဲ့ညီငယ်ကွာဟုတ်လဲဟုတ်ပါသည်နနလည်းသတိထားကြည့်နေမိသည်သူတို့နှစ်ယောက်တွဲသွားတွဲလာလှုပ်နေရတာလဲမြင်နေရပါသည်ကြည်ကောင်းသည်လိုက်ဖက်သည်ထို့ထက်ပြောရလျင်နှင်းစီသည်မနစ်ကနှင်းစီနဲ့မတူတော့တော်တော်ကိုချောလှပါသည်ထို့အတူညီငယ်သည်ဘယ်ဘဝကရှေးကူးသူကလည်းပင်ပြောလို့မရပါမျက်နှာအနေထားနဲ့အရက်အမောက်များကပို၍ပြပြလှပလာသလိုပင်ဟုတ်တယ်မင်းကြည့်ပါလားသူတို့နှစ်ယောက်တွဲလာပြီဆိုရင်တော်တော်ကိုကြည့်ကောင်းတာနော်နှင်းစီကလည်းလှလာသလောက်ဟိုကောင်ကလည်းလှတယ်ဘယ်လိုပြောရမလဲတော်တော်လိုက်ဖက်တဲ့နှစ်ယောက်ကွာဒေါ်ဆမ်းပါကွာမင်းကတော့ဒီနေ့ဘာတွေဖြစ်နေလဲမသိဘူးစကားဆလာပြီဆိုဒီကောက်နှံမယ်ပဲဇလန်းဆနေလို့တာပဲယောခတ်ပါလားငါပြောတာအမှန်နေနော်ဒေါ်ဆမ်းပါငါမကြိုက်တာတွေကိုပဲဒီ6အကြောင်းကိုပဲမင်းကဥတီပြီးပြောနေလို့တာပဲဟုတ်မကြိုက်လို့တာပဲဒါဆိုဟိုရက်ကောင်လို့အခမ်းမလေးရလဲဟာကွာဒါတော့ဟိုရင်းလေပြောပါအောင်ဘယ်ရင်းလဲဟိုဖြစ်လို့ပါကွာဟာဟိုမှာဆံမင်းလာနေပြီငါသွားလိုက်အောင်မယ်ဘာမှလည်းမဆိုင်ဘူးဒီကောင်တော့စကားလမ်းကြောင်းပြောင်းသွားတယ်ကွာနနကစာအုပ်တွေတပွေးတစ်ပိုက်နဲ့တဲလာတော့ဆရာမျိုးမင်းထံပြေးသွားသည်ဆရာကျွန်တော်ကူတယ်ပေးမယ်ရပါတယ်ကွာဟာဗျာဆရာတော့ပေးမမတင်နေတာမကြည့်ရပါဘူးကျွန်တော်ကူတယ်ပေးပါမယ်အေးဒါဆိုလည်းပြီးရောဒါရီယူသွားပြီးတော့စာကြည့်တဲ့ခါအောင်ပို့ပေးအဲ့ဒီမှာဆရာမနွဲ့လင်းရှိတယ်သူ့ကိုပေးလိုက်ကြလားဟုတ်ကဲ့ဆရာစာကြည့်လိုက်ဘက်သို့နနထွက်လာခဲ့တော့သည်စာကြည့်လိုက်ထဲဝင်လိုက်တော့ဆရာမကိုမတွေ့ထို့ကြောင့်စပွဲပေါ်တင်လိုက်ပြီးစာကြည့်လိုက်ထဲမှာစာအုပ်တချို့ကိုလိုက်ကြည့်နေမိသည်စာကြည့်လိုက်ကလည်းခန်းနာသည်စာအုပ်တန်းများစင်များလှုပ်ထားသည်အတော်မြင့်မှလှပါသည်အတန်းလိုက်9တန်းကဲ့မြရှိကကျောင်းသားများစာအုပ်ဖတ်နိုင်ရန်အတွက်လဲတယောက်ထိုင်ကုန်လေးများလဲတသက်ရဲ့စီစီထားသည်နနစာအုပ်တန်းများကိုလိုက်ကြည့်နေရင်ကအတန်တချို့ကိုကြားလိုက်ရမိသည်နင်းစီတွေ့တာနဲ့ညီငယ်တို့ဖြစ်ပါသည်နနသည်ကိုခန္ဓာကိုမမြင်အောင်နေပြီးချောင်းကြည့်လိုက်တော့သူတို့တွေစာအုပ်ပုံကြီးကိုဘေးတွင်ထားကစီးနေကြခြင်းဖြစ်သည်နင်းစီနဲ့တွေ့တာကစာအုပ်များရွှေပြီးနေကောင်းပေါ်တက်နေသောညီငယ်ကိုပေးနေကြခြင်းဖြစ်ပါသည်နင်းစီနေကချောင်းပြီးရင်ဘာလို့မစိတ်ကူးထားလဲငါလားစိတ်ကူးထားရတော့အများကြီးပဲဟာငငယ်ကဆိုရင်ဆရာမကြီးဖြစ်ချင်တာအလဲတန်းလောက်ရောက်တော့ GDC ကမမတွေတီတိုင်ကြီးတွေကိုင်းပြီးတော့လမ်းလျှောက်တာမြင်တော့အင်ဂျင်နီယာကြီးဖြစ်သွားပြန်ရောခုတော့ဥတီချက်ကတစ်ခုပဲရှိတော့တယ်ဆရာမကြီးလုံမယ်လို့ကောင်းတော့ဗောနင်းနဲ့ညီငယ်ကတော့ဆရာဝန်လိုင်းဝင်ကြမှာပါနင်းလည်းတော်တာပဲတွေ့တာကလည်းနင်းလည်းဝင်လို့ရတာပဲဟာနင်တို့ကတော်ပြီးသားတွေလေငါတော့လိုက်နိုင်နေထောင်းငါလိုလူတယောက်ကထောက်ပံ့ငွေနဲ့ဒီเจ้าတော်မှလာတက်ရတာဆေးလိုက်တက်ခဲ့လို့ရသည်ဆိုเจ้าစိတ်ဒီဆိုတာရှိအောင်ပါလေနင်ကလည်းစစ်တောင်မဖြစ်သေးဘူးမြအကုန်ချင်းနေပြီကိုဘဝနဲ့ကိုပဲဒီလိုဖြစ်ရမယ်လို့သတ်မှတ်ထားတော့ဘယ်တက်နိုင်မလဲဟဲ့ညီငယ်ကနားထောင်နေရင်ကနင်ကတော့ပါတယ်တွေ့တာရနင်မှာအတိမတ်ပြုတ်ထားတဲ့သူအားထားရတဲ့သူအဖြစ်နင်မိသားစုနဲ့နင်အတိုင်းဝိုင်းမှာနင်ကဝန်ဆက်နိုင်ပါသေးတယ်ဘာပြောရလဲညီငယ်ငါတို့နားလည်အောင်လဲရှင်းစမ်းမအောင်အေးလေနှင်းစီပြောလဲပြောချင်စရာဘာလို့ OTV ပြောနေတာလဲကိုမသိဘူးဥပမာဟာငါ့ကိုကြည့်ငါမှစားတာတော်တာလူမှုရေးဆိုလဲဝေလာဝေးတွေ့တာလောက်လည်းမသိတတ်ဘူးနောက်မိသားစုတွေကိုလည်းကြည့်ဝိုင်းကျင်ထားကြတယ်လို့ခံစားရတယ်အရင်နီးဆုံးမိသားစုတွေကမစိမ့်လိုပဲလို့ခံစားရတယ်နင်ကလည်းအဲ့လိုမဟုတ်ပါဘူးနင်မိဘတွေအန်တီတွေဆိုနင့်ကိုချစ်တာငါသိပါတယ်ဟိုရက်ကနင့်မိမိနဲ့ဖုန်းထဲမှာပြောတော့ကလည်းသဘောကောက်မဲ့လေးသမားဟဲ့ညီငယ်ကပြောမိပါသည်အပြည့်စုံကိုနှင်းစီမသိ၍ဒီလိုပြောသည်ဟုလက်ခံလိုက်ပါသည်တွေ့တာရဲ့မိသားစုမကြည့်ရင်အတိုင်းဝိုင်းမကြည့်ရင်ပိုကောင်းတယ်ဟာနှွေးထွေးမှုတွေပိုရတယ်ဟဲမဟုတ်တာအေးလေငါကတော့လေတခါလေအင်းကထွက်သွားရင်ကောင်းမလားလို့တောင်တွေးမိတယ်တတိမရှိလို့သာခုချိန်ဒီတိုင်းရှိနေတာနင်တို့ကငါ့ကိုနားလဲပြီးတဲ့တငယ်ချင်းတွေမို့လို့ပေါ့တခြားမကြည့်ပါနဲ့ငါ့ကိုဆိုလဲကြည့်နင်တို့မြင်ဘူးလားငါ့ကိုကငါ့ကိုတကူတကလာမေးတာမျိုးပေါ့နင်ကတော့လေငါမပြောလိုက်ချင်ဘူးကဲခုဘာတွေဖြစ်နေပြန်ပြီလဲအိမ်မှာအရင်လိုပြဿနာတက်ပြန်ပြီလားအရင်လိုဟုဆိုလိုက်သေးကမမောင်လက်နဲ့ဖြစ်ပျက်ခဲ့သောအကြောင်းကိုဦးတီသည်ဟုသူတို့၃ယောက်ကတော့နားလဲပါသည်
ဟုတ်ပါဘူးငါ့ဆိုအယုံကြည်မရှိကြဘူးငါဘာလုပ်ပေါ့မဟုတ်တာလေလုပ်နေတယ်လို့ပဲတွေးနေတယ်မိမိကြောင့်ငါစိတ်ညစ်တာပါနီးရရှင်းပြရမှာပေါ့ရှင်းပြခွင့်တော့မပေးတော့ငါဘာလို့သွားရှင်းပြရမှာလဲဒေါ်လို့သူကိုလည်းပြောချင်တာတွေကိုငိုပြီးတော့လည်းပြောလို့လည်းမရခဲ့ဘူးအဲ့ဒီခါကျရင်လေငါစိတ်ထဲကနေမိမိတို့ပြောဆိုနေရတယ်ကိုအရွက်တိုက်ပြီးတော့လှုပ်ပြလိုက်ခြင်းတယ်ဒါပေမဲ့မလုပ်ရပါဘူးဒါဆိုငါတို့ပြောပြလေနင်တို့ကိုဟုတ်လားဒီခါလေးကျတော့ယောက်ျားလေးတွေရဲ့စိတ်ခံစားမှုကိုနင်တို့ကိုပြောပြလို့မရတဲ့အကြောင်းအရာတွေလည်းရှိကြရဲ့လေဟဲနင့်စကားကြီးကဘာတော့ထားပါတော့ဟာငါရေတော့လာအောင်မယ်ညီညီငယ်လေကားမှဆင်းကရေထွက်တောင်းနေသည်တွေ့တာညီငယ်စကားကိုနင်နားလေလားမလဲဘူးကောင်းမစို့ညီကတော့လေမလဲဘူးပေါ့ခုတော့အင်းလို့ပြောပြီးမလဲဘူးတဲ့ငါအထင်လေညီကိုကြိုက်နေလို့နေမယ်ဟဲမဟုတ်တာခေါင်းလို့မပြောရနေမှာပေါ့ငါလည်းမိန်းကလေးပါဟဲငါ့ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာတော့စိတ်ထဲကနေပြီးတော့သိတာပေါ့နာနာလိုအကြည့်မျိုးလည်းသူ့မှာမရှိဘူးကိုလေးလိုအပြုတ်မှုမျိုးလည်းသူ့စီမှာမရှိဘူးဒါကြောင့်ပြောနေတာပေါ့ဟဲညီကအဲ့ဒီလိုစိတ်ဆွဲရင်လည်းရှိလို့လားရှိတယ်လို့တော့ဘယ်ဟုတ်မလဲနင်းလည်းမိန်းကလေးပဲဒီလောက်တော့သိမှာပေါ့အိုးငါကြိုက်မဲ့ကောင်လေးတယောက်မှမရှိတာငါဘလို့သိရမှာတော့နင်းရောက်ကမှရှိရင်ရှိမှာပေါ့အိုးငါရောက်ကမှငါဆရာမကြီးနော်အားလုံးကအလေးထားကြတာဟိငါ့ကိုပြည်တီလုံးဝသူတယောက်မှမရှိဘူးပြောကမှပိုးဆိုးလာပြီကဲအဲ့ဒါသာကြည့်နေနင်းလည်းနင်းရောက်ကထဲကလူတွေကိုသိတယ်လို့ပေါ့ငါလည်းဒီလိုပဲဟဲ့တော့ဘာမှလည်းမဆိုင်မနဲ့နန္ဒာကထိုစကားကိုကြားတော့စိတ်ထဲပျော်မြူသွားသည်ညီညီငယ်ပြန်ရောက်လာပြီးမှနန္ဒာပြန်ထွက်လာခဲ့တော့သည်ဒီနေ့တော့ဆရာကိုအကူကြီးပေးလိုက်တာကံကောင်းတာပဲညီညီငယ်ရေချိုးပြီးပြန်လာတော့နန္ဒာအခန်းထဲပြန်ရောက်နေပါသည်အိမ်ကဖုန်းလာသည်ဟုပြောသဖြင့်ညီညီငယ်ရေသွားမချိုးခင်ကဖုန်းပြောရန်ထွက်သွားခဲ့သည်အခုတော့ပြန်ရောက်နေပါသည်ညီညီငယ်အသားတစ်ချက်ကြည့်လိုက်သည်နန္ဒမောက်ရကြီးနဲ့ခေါင်းအောက်တွင်မျက်နှာဖွက်ခါနေသည်ညီညီငယ်လည်းတာမန်လိုသဘောထားလိုက်ပြီးအဝတ်များကိုလဲကဖျားဝှက်ပြူလိုက်ပြီးအိမ်ယာဝင်လိုက်ပါသည်ညီညီငယ်မိကနေအိပ်ပျော်သွားချိန်မှာတော့ရှိုက်တန်လိုကြားလိုက်သလိုဖြစ်သွားသဖြင့်ညီညီငယ်ထားလိုက်သည်ဘေးကိုကြည့်လိုက်တော့နန္ဒကမှောက်ရက်ပင်ရှိနေသည်ခန္ဓာကိုယ်ကနည်းနည်းရှိုက်သလိုဟုထင်လိုက်သဖြင့်အနားသို့သွားကပ်လိုက်ပြီးနန္ဒကိုလှုပ်နိုးလိုက်သည်နန္ဒဘာဖြစ်တာလဲနန္ဒကမျက်နှာမော်လာသည်မင်းငိုးနေတယ်နန္ဒမျက်ရည်များကိုတုပ်လိုက်သည်ပြီးတော့တစ်ဖက်သို့လှည့်သွားသည်ဘာဖြစ်လို့လဲဘာဖြစ်ခဲ့လို့လဲမထိတ်တာမလန့်တာကွာအဲ့လိုငိုမနေနဲ့လေမင်းခေါင်းနဲ့ကိုက်နေအောင်မယ်ညီညီငယ်ထပြီးအခန်းထဲမှထွက်ခါတောက်ရည်သွားခတ်လိုက်ပါသည်ရော့ရေးတောက်အောင်ထနန္ဒရှိထတောက်လိုက်သည်ထို့နောက်ပြန်လဲရန်ပြင်လိုက်တော့ညီညီငယ်ကနန္ဒရဲ့ပခုံးကိုလှမ်းဆွဲလိုက်ပြီးမျက်နှာချင်းဆိုင်ဝင်ထားလိုက်သည်ပြောမင်းရဲ့နဲ့ဖြစ်သမျှတွေကိုပြောဒီတိုင်းကြီးမနေနဲ့ငါဖွာလေးငါဖွာဆုံးသွားပြီတဲ့ပြောရင်းကနန္ဒမျက်ရည်များထွက်ကျလာတော့သည်ညီညီငယ်တခါမှမလုပ်ဘူးသောအလုပ်ကိုစိတ်ပါလက်ပါလှုပ်ပေးလိုက်မိသည်လက်ဖြင့်အသားအရာနန္ဒ၏မျက်ရည်များကိုတုပ်ပေးလိုက်သည်ညာဦးပိုင်းကဖုံးလာတာအဲ့ဒီအကြောင်းလားဒီတော့မင်းလိုက်သွားအောင်ပေါ့မနေ့ကျရင်လာခေါ်မယ်တဲ့လိုက်သွားမယ်ငါဖွားလီငါ့ကိုရမ်းချစ်တာအော်ဒီလိုပါပဲကွာစိတ်တော့မကောင်းမဖြစ်ပါနဲ့ငါလည်းမချော့တော့ဘာပြောမှမသိဘူးပေါ့ရပါတယ်အခုလိုအားပေးတာကိုပဲကျေးဇူးတင်ပါတယ်ကွာရပါတယ်အခါမော်အချင်းချင်းပဲမင်းဖွားအတွက်အကောင်းဆုံးလုပ်ပြီးသူဝမ်းတာနေမှာပါငါအရှမ်းဝမ်းနေတာပဲကွာမင်းအဲ့ဒီလိုငိုးမနေနဲ့ဘဝတစ်ပါးကိုကူးတဲ့အချိန်မှာကျန်ခဲ့တဲ့သူကငိုရင်းနဲ့သွားတဲ့သူကပူလောင်နေတဲ့တရားစာပေတွေမှာပြထားတယ်ညီညီငယ်ရဲ့စကားဟုတ်လားမဟုတ်လားနမသိပါသို့တော့အငိုတော့ရှက်သွားသည်မျက်ရည်များကိုတုပ်ပြလိုက်သည်သို့တော့မျက်ရည်ကတော့ထွက်နေစေညီညီငယ်ကဘာရဲ့မဟုတ်ဘဲနန္ဒကိုဖက်ကအားပေးရှာပါသည်နန္ဒကတော့ညီညီငယ်ပခုံးပေါ်တွင်ခေါင်းတင်ကအနှင်းငယ်ရှိုက်နေမိသည်နိုင်ဝက်ခန့်ကြတော့ညီညီငယ်ညောင်းလာသည်ထို့ကြောင့်ထလိုက်သည်ကဲအိတ်တော်နော်
မနေ့ကျရင်မင်းလည်းခီးထွက်ရအောင်ပါနဲ့အေးပြလို့မဖြစ်ဘူးလေညီမကောင်းဖြစ်နေမယ်ညီညီငယ်ထားလိုက်တော့နနကညီညီငယ်ရဲ့လက်ကိုဆွဲထားသည်ဘယ်တော့မလို့လဲဘယ်မှမတော့ပါဘူးငါနေရာမှာရှိမယ်လေဒီညဘယ်မှမတော့ပဲငါအနားမှာပဲနေပြီးပါလားနနရဲ့အားငယ်သောမျက်ဝန်းများကိုကြည့်ကညီညီငယ်စိတ်မကောင်းဖြစ်သွားသည်ငါငိုချင်နေကွာအင်းမငါဘယ်မှမတော့ဟုတ်ပြီလားမင်းငိုဖို့အတွက်ငါရင်ခွင်ကိုခဏငှားပေးပါမယ်ကွာဘလို့ငါစုံငိုချင်ရင်လေမမေရင်ခွင်တွေကိုပြေးချင်တာဒီလိုပဲမင်းကိုဒီเจ้าမှာတော့ငါမင်းအတွက်ခဏရှင်ခွင်ပေါ့ကွာငါစကားပြောမကောင်းပါဘူးရှားပါရဲကွာနနကအိယာပေါ်လှဲချလိုက်သည်ညီညီငယ်စကားမှားသွားလေသလားဟုပင်အားနာသွားသည်ထို့နောက်ဘာမှမစင်စားတော့ပဲနနရဲ့ဘေးတွင်တစောင်းလှဲချလိုက်ပြီးဖတ်လိုက်သည်နနဝမ်းနေစွာပဲညီညီငယ်ရဲ့ရင်ခွင်ထဲတိုးဝင်ကငိုရှိုက်နေမိတော့သည်ထိုနေ့ကလာမတာခဲ့ပါရင်ခွင်တစ်ခုသည်ဖြူစင်စွာခဏငှားကပေးနာစေခဲ့သည်ရင်ခွင်တစ်ခုကတော့ဝမ်းနေစွာခဏတာခိုးနာခဲ့သည်ခဏတာခိုးနာခဲ့သည့်ရင်ခွင်သည်ဘဝတသက်စာအမတ်တရဖြစ်ခဲ့မယ်ဆိုခဲ့လျင်နနထိုးရင်ခွင်ကိုငှားခဲ့မည်မဟုတ်ရင်ခွင်တစ်ခုသည်ဖြူစင်စွာပေးခဲ့ပေမဲ့ရှာရှိခဲ့သည့်အကြောင်းတွေကရစ်နှောင်ကကျိုးတစ်ခုလိုပတ်နေခဲ့မယ်ဆိုရင်ညီညီငယ်ထိုးရင်ခွင်ကိုပေးခဲ့မည်မဟုတ်ချေကံစမားဆိုတာမြင်ရသည်မှမဟုတ်တာရင်ခွင်ထဲတွင်တသိမ့်သိမ့်ငိုနေရှာသောနနအတွက်ညီညီငယ်စိတ်တော်မကောင်းဖြစ်ရပါသည်ထို့ကြောင့်လည်းနှစ်သိမ့်ခါနနရဲ့ကြောပြင်လေးကိုကလေးတယောက်အားချော့သိမ့်တယ်လို့ပုတ်တက်ခါဖြည့်သိမ့်ပေးရှာသည်ငါဖွားလေငါ့ကိုတအားချစ်တာခုလိုမှသိရင်ကွာကျောင်းမလာသေးပဲရွာမှာနေပါသေးတယ်ခုတော့ကွာကျိုးတင်မှမသိနိုင်တာပဲကွာနနကပြောပြောဆူဆူနဲ့အိုးရတိုးဝင်လာတော့သည်ငိုလိုက်သည်ဆိုသည်ကနှက်တွေပါထွက်ကြလာသည်လားမသိညီညီငယ်ရင်ခွင်တစ်ခုလုံးဆိုးရွှဲသွားတော့သည့်တိုင်အောင်နနရဲ့မျက်ရည်များကျနေပါတော့သည်နနကိုအရင်ကမကျေနပ်တာတွေကိုမေ့နိုင်ခဲ့သည်နနသူ့ဘောမကောင်းမြင်တာတွေကိုလည်းမေ့နိုင်ခဲ့သည်ဒါကတော့ညီညီငယ်ရဲ့တစ်ဖက်သားကိုကူညီတတ်သောစိတ်ရင်းအခန့်ကဖြစ်ပေါ်လာသည့်အကြောင်းတရားပဲမဟုတ်ပါလားညီညီငယ်ရဲ့ဘဝကအပေခံဘဝမဟုတ်သည့်တိုင်အောင်ထို့သောသောအခြေအနေသို့ရှောင်နေရသည်ဟုညီညီငယ်ရဲ့စိတ်တွင်ခံစားရသည်ထို့ကြောင့်စာနာတနာတက်လာသည်ထို့ကြောင့်အားငယ်သူအားနည်းသူတွေဘက်ကရက်တီတက်လာခဲ့သည်မနက်မိုးလင်းကနေ့တွင်တော့နနမောကအိပ်ပျော်သွားတော့သည်ညီညီငယ်ကနနရဲ့ခေါင်းလေးကိုပုတ်တက်ခါစာနာစိတ်ဖြင့်ဖေးမပေးနေတာပါထို့အတွက်ကြောင့်စိတ်တွင်ဖြူစင်စွာဘာမှပူလောင်မနေပဲအေးမြနေသည်တခါတည်းရန်ကျွန်တော်တို့ရဲ့လောကကြီးသည်လူတစ်ယောက်ကိုပြောင်းလဲစေသည့်အကြောင်းအရာများသည်ဘေးပတ်ဝန်းကျင်ကထိရောက်စွာသင်ခန်းစာများပေးဆောင်ရင်းဘဝတချို့များကိုပြောင်းလဲသွားစေခဲ့သည်မဟုတ်ပါလားမနက်ပိုင်းတွင်တော့အခမ်းအနားကိုလာခောက်သောဆရာမျိုးမင်းလာနှုတ်သောအချိန်တွင်တော့ညီညီငယ်အိမ်မောကျနေပြီနနကထပြီးတကားဖွင့်ပေးသည်နနညီညီငယ်ကိုမနှိုးစေတော့ပဲတိတ်တဆိတ်အခန်းထဲမှထွက်လာခဲ့တော့သည်စားတဆောင်ကိုရှိလိုက်သည်တကယ်ချင်းညီငယ်အဆရရအတွက်ကျေးဇူးတင်ပါတယ်ကွာငါနောက်3ရက်နေပြန်လာခဲ့မယ်အရင်တော့ပြုမှုခဲ့တဲ့ငါအပြောဆိုတွေနဲ့အတူအမူအရာပြုမှုတွေအတွက်တောင်းပန်ပါတယ်ကွာနော်ငါ့ကိုခွင့်လွတ်ပါနော်မင်းငါ့ကိုခွင့်လွတ်တယ်ဆိုခဲ့ရင်တကယ်ချင်းဖြစ်အတိမတ်ပြုတယ်ဆိုရင်ပေါ့လေမင်းငါ့ကိုကြောင်းရှိမှလာကြိုးပါနော်အကယ်၍ပေါ့နော်မင်းခွင့်မလွတ်နိုင်ဘူးဆိုခဲ့သေးပဲဖြစ်ဖြစ်မင်းငါ့ကိုတကယ်ချင်းဖြစ်မတတ်မှတ်နိုင်ခဲ့ဘူးဆိုခဲ့ရင်ပဲဖြစ်ဖြစ်ပေါ့လေငါပြန်လာရင်တော့ကြောင်းရှိကိုလာမကြိုးပါနဲ့ကျေးဇူးတင်ပါတယ်တကယ်ချင်းနန္ဒကစာလေးကိုတေချာခောက်ပြီးစပွဲပေါ်တင်ပေးခဲ့ပါသည်ထို့နောက်ညီညီငယ်ကိုတစ်ချက်ကြည့်ပြီးနောက်မှထွက်လာခဲ့တော့သည်တညလုံးသူ့အားအဖွားကဲ့သို့ပြုစုပေးခဲ့သောညီညီငယ်ကိုသူတကယ်ပင်ကျေးဇူးအထူးတင်မိပါသည်အခန်းအိုက်နေမည်ဆို၍လေဝင်လေထွက်ကောင်းရန်နနပြတင်းတကားကိုဖွင့်ပေးထားခဲ့သည်မင်းတညလုံးမအိပ်ဘူးလားအိပ်ပါတယ်ဆရာဆရာလည်းမင်းနဲ့ထပ်တူဝမ်းနေပါတယ်ကွာဒါနဲ့ခီးရောထွက်လို့ဖြစ်ပါမလားမျက်လုံးတွေလည်းနီးရဲနေတာပဲတညလုံးငိုထားတာလားရပါတယ်ဆရာညီညီငယ်လေးကျွန်တော်ကိုတညလုံးကျူးဆိုင်ပေးနေတာပါဒါကြောင့်လည်းကျွန်တော်အိပ်ပျော်သွားတာအခုတော့သူအိပ်နေတာကိုမနှိုးပဲထားခဲ့တာ
သူလည်းတညလုံးကျွန်တော်ကြောင့်မအိပ်ရဘူးလေဟုတ်လားဒီကလေးကစိတ်ရင်းကောင်းတယ်တစ်ဖက်သားကိုလည်းကူညီတတ်တာဆရာသိတာပေါ့တော်သေးတာပေါ့ကွယ်ညီညီငယ်ရှိနေလို့ဟုတ်တယ်ဆရာကျွန်တော်ညီမလေးကိုသွားခေါ်လိုက်အောင်မယ်မခေါ်တော့နဲ့ကွယ်မင်းညီမအကြောင်းရုံးကမှစောင့်နေတယ်မင်းညီမလေးကိုဂရုစိုက်သွားအောင်သူလည်းတညလုံးငိုထားတာမအိပ်ဘူးလားမသိဘူးမနဲ့စိုးရုံငန်းရှိရောက်နေတာနန္ဒသည်ဆရာစကားကြောင့်ခက်မြင်မြန်ထွက်ခဲလိုက်တော့သည်ညီညီငယ်အိယာကနိုးတော့နေတောင်အတော်မြင့်နေပြီဖြစ်သည်ဘေးကိုကြည့်လိုက်တော့နန္ဒကမရှိတော့သူထွက်သွားပြီဟုအသိဝင်လာတော့သည်ဒီကောင်လည်းအစင်မပြေးရလားမသိငါလည်းမနဲ့လင်းကနေမှအိတ်သွားတာထသွားတော့မသိလိုက်တယောက်တည်းစကားတွေပြောနေရင်ကနောက်ကျနေသဖြင့်ရေချိုးခန်းသို့ပြေးရသည်ရေချိုးခန်းဘက်ရောက်တော့လက်တံပြောင်းသောအစာမှုနှင့်တွေ့သဖြင့်စုခံရမည်ကိုစိုးထိတ်သွားသည်နောက်ကျနေသည်မဟုတ်လားနောက်ကျရင်မိတို့မှမြင်းမြန်ခြင်းမရှိဘဲအပြစ်ပေးတတ်သောအစာမှုကိုကျောင်းသားတိုင်းချစ်ကြောက်ယူသေးကြသည်ဒီတစ်ခါတော့မလွတ်တော့ဘူးထင်ပါသည်အော်နိုးလာပြီလားဟုတ်ဆရာကျွန်တော်နောက်ကျသွားတယ်အေးပါကွာဆရာမျိုးမင်းလာပြောထားလို့တီးပြီးသားပါကဲသွားချိုးတော့နေ့လေတော့ကျောင်းကနေသွားအောင်နော်နေ့ရက်ပဲရှိသေးတာသင်ခန်းစာလေးစတာစစချင်းပြတ်တာတော့မကောင်းဘူးမလားဟုတ်ကဲ့ဆရာကဲသွားညီညီငယ်ရေကိုအမြန်ချိုးပြီးဘိုက်ကိုဖြည့်ရန်ထမင်းစားကန်ဘက်သို့ထွက်လာခဲ့တော့သည်ကျောင်းကနေဝက်ပင်ပြီးသွားခဲ့လေပြီကျောင်းထမင်းစားကန်သို့ညီညီငယ်ဝင်လိုက်သည်နှင့်ထမင်းစားကန်မှစူညံနေသောအသက်များကရုတ်တရက်တိတ်ဆိတ်သွားတော့သည်ညီညီငယ်ပင်ကျောင်းကသွားသည်မိမိကိုဝိုင်းကြည့်နေကြသောအားလုံးသောမျက်လုံးများကိုညီညီငယ်ကျောင်းကပြန်ကြည့်နေမိသည်မျက်လုံးပေါင်းစုံကြီးသေးသေးများထိုအကြည့်များကိုတော့ညီညီငယ်သိမကြိုက်ခြင်းဘာကြောင့်မလဲဆိုသည့်အကြောင်းအရာကိုခေါင်းရှုပ်ခန်းနေအောင်တော့ညီညီငယ်စိတ်မဝင်စားတော့ထို့ကြောင့်စားစရာရှိသည့်စပွဲသို့ထွက်လာကထဲ့စရာရှိတာထည့်ပြီးအမြဲတမ်းတယောက်တည်းစားနေကြခုံတွင်သွားထိုင်စားလိုက်သည်ကျေးဇူးတင်ရမည်ကဒီကျောင်းတွင်ကျောင်းသူတွေထက်ကျောင်းသားဥယျာဉ်နေနေသည်ကိုပင်ထို့ကြောင့်လည်းထိုင်ကုန်အတော်များလွတ်နေသည်ကညီညီငယ်အတွက်အကောင်းဆုံးပင်ဖြစ်ခဲ့သည်ထမင်းစားခန်းသည်အခြားရက်များနှင့်မတူဘဲအတန်အနှင်းငယ်တိတ်ဆိတ်နေသည်ဟုစိတ်ထဲတွင်ထင်မိသေးသည်ထမင်းစားပြီးနောက်ကျောင်းကန်းဘက်သို့လှမ်းလာခဲ့တော့သည်ဒီနေ့ဘာဖြစ်နေသည်မသိလူတော်တော်များများသည်သူအားလုံးနေပါကြည့်သောအကြည့်များကိုမကြိုက်ချင်အရင်ရက်တွေကတော့ဒီလိုတိတိတသားကြီးလည်းမဖြစ်ကြပဲတခုခုတော့ထူးခြားစွာဖြစ်နေသည်ဟုစိတ်ထဲထင်မှတ်မိသည်ကျောင်းသူတို့ကကွက်ကြည့်လှုပ်သွားသည်တချို့ကတော့မင်းငေါ့ပြသည့်အမူအရာကိုတယောက်နဲ့တယောက်လှုပ်ပြနေသည်နားမလည်နိုင်လောက်အောင်ဖြစ်ရပါသည်ညီငယ်အတန်းရှိသည့်လမ်းဘက်သို့ချိုးဝင်လာခဲ့တော့သည်အေးပေါ့ဟဲ့အခွင့်ကောင်းယူတာနေမှာပေါ့ဖြစ်တတ်ပါတယ်ဒါမျိုးတွေကသူ့တော်တော်ဘာမှမထူးခြားပေမဲ့နာနာကတော့နစ်နာတာပေါ့တွေးနေတော့မှယွန်းလာတယ်တကယ်ရုပ်လေးနဲ့မှမလိုက်ဟဲ့ဒါမျိုးဆိုတော့ရုပ်နဲ့လှုပ်ရှားကြတာလေတမနက်ခင်းလုံးဒီအကြောင်းပဲပြောနေကြသည်အခန်းကကောင်မလေးများသည်စာထက်သူတစ်ပါးအကြောင်းပဲစိတ်ဝင်စားနေသလားမသိဒီအချိန်ထိညီညီကလည်းပေါ်မလာသေးတော့သိကျင်တဲ့အကြောင်းအရာများကပိုးလို့တိုးလာသည်အစတော့နှစ်သိမ့်သည်နောက်ထပ်ကအားပေးသည်နောက်ထပ်ကတူတူအိတ်ကြသည်နောက်ထပ်ကဖတ်ငိုကြသည်ဘာတွေလဲမသိတော့တော်တော်ကိုသတင်းများကပိုရှုပ်လာသည်ခုလေကြည့်ပြောဆိုဝေဖန်နေကြသည်မှာညီညီငယ်ကိုရစရာမရှိတော့ကြနင်းစီမှာတီးမခံနိုင်တော့အောင်အေးတီးခံနေရသည်များကလည်းပို့ဆိုးလာတော့သည်ဟဲ့နင်းစီTwitter ဆွဲချိန်မင်းမရလိုက်တော့နင်းစီကလင်းမြန်ဖြက်လက်စွာထသွားပြီးပြောဆိုနေကြသောပန်းရီနဲ့ဝတ်မို့အနာသို့ရောက်ရှိသွားတော့သည်အခန်းတစ်ခုလုံးရှိចောင်းသားចောင်းသူများကဝိုင်းကြည့်ကုန်ကြသည်နင်းတို့တော်အားနေကြတယ်ပေါ့လေဘာတော့ဗလိုင်းကြီးအော်မဆွဲပိတ်တီးလိုက်ရဗလိုင်းကြီးဖြစ်တော့မယ်နင်တို့ပြောဆိုနေရတယ်လေတမနဲ့ခင်းလုံးပဲခုလည်းနင်းလေရှောက်လာသည့်တိုင်နင်တို့ပြောဆိုနေကြတယ်တပုတ်လေးပြောနေကြတာကောင်းရလားလို့ငါတို့ဘသူ့အကြောင်းပြောနင့်ဖို့ပါလို့လားနင်နဲ့ပါဆိုင်လို့လဲဆိုင်လို့နေမှာဘောဟဲ့သူလည်းပါထူးလေဒီပုတ်ထဲကဒီပဲဖြစ်မှာပေါ့ဘာနင်းစီကဒေါသများထွက်ကာအသားများပင်တုံးလာတော့သည်လက်ကိုမြှောက်ပြီးရွှဲလိုက်ချိန်မှာတော့နောက်မှစိုးရင်ပြီးလိုက်လာတော့တွေ့တာဆွဲထားသောကြောင့်မရိုက်လိုက်ရစီနင်းစီလုံမဲတကယ်ကြီးစိတ်ရှော့နော်အမလီလှုပ်ဆမ်းမစီလှုပ်ကြည့်စမ်းမဖြစ်သွားမလဲလို့တောက်ကောင်မတွေပြစပိတ်ထားစမ်းနင်းစီမလှုပ်လဲငါထလှုပ်လိုက်နာတော့မယ်
ယောက်ျားလေးတော့မှကင်ပေါက်လာတော့နင်တို့လောက်ကတော့တနာတယ်အေးနင်တို့ကိုလှုပ်လိုက်ရလို့ကြောင်းထွက်သွားရုံကလွယ်ဘာမှမဖြစ်ဘူးတေနာမတွေပိုင်းနဲ့ဝုံမုံသည်တွေ့တာစကားကြောင့်ငြိမ်ဝှက်သွားတော့သည်အပိုင်းကိုကျောင်းမှာအကိုကြီးတယောက်ကနင်းစီရဲ့လွဲကိုလှမ်းဆွဲလိုက်သည်ကိုတွေ့တာကလက်ဆွဲသည့်အထင်ဖြင့်ကင်ပေါက်ခဲ့ဘူးသည့်အကြောင်းရှိခဲ့သည်ထို့ကြောင့်လည်းပိုင်းနဲ့ဝုံမုံကငြိမ်သွားခြင်းဖြစ်ပါသည်ထို့နောက်တော့ပိုင်းနဲ့ဝုံမုံကလွဲများကိုကောက်ယူကာအခန်းထဲမှထွက်ခဲ့လိုက်သည်အမလီတနာလိုက်တာလူတယောက်လုံးလာတော့မမြင်ဘူးလားပိုင်းကလောလောနဲ့ထွက်ခဲ့လိုက်ချိန်ညီငယ်အခန်းထဲသို့ဝင်လာသည့်အချိန်နဲ့တိုက်ဆိုင်သွားကဝင်တိုက်သလိုဖြစ်သွားခဲ့ပါသည်ဟာနေရလဲဝင်တိုက်သေးတယ်နေရလဲငါလာអော်နေသေးတယ်အိုးပိုင်းရဲ့နေမို့လို့ရှက်ပြီးတော့စကားပြောနေသေးတယ်လာတော့မယ်ဘာရင်းလဲဟာညီငယ်အခန်းထဲဝင်လိုက်တော့အခန်းတစ်ခုလုံးသည်မလိုအပ်ပါပဲတိတ်ဆိတ်နေတော့သည်နင်းစီနဲ့တွေ့တာကလည်းအတန်းအလယ်မှာရှောင်းနေသည်သူမတို့၏မျက်နှာတွေကတင်းမာနေကြသည်ဘာဖြစ်သနာဖြစ်နေကြသည်မသိတော့နင်းစီဘာဖြစ်နေရလဲနင်ကခုမှလာတာတမနက်လုံးဘယ်လီလိုက်နေရလဲပြောစမ်းနင်းစီဤစူစူဝါအော်လိုက်သောဒေါသတန်ကတခန်းလုံးလွှမ်းသွားတော့သည်ညီညီငယ်အံ့ဩကကြောင်ကြည့်နေသည်နင်းစီသည်မတ်တက်ရနေရကနေအနားတွင်ရှိသောထိုင်ကုန်လွတ်ပေါ်တွင်ထိုင်ချကမျက်နှာကိုမှောက်ပြီးငိုးချလိုက်ပါတော့သည်ဟာဘာဖြစ်လို့လဲနင်းစီကနင်းစီရဲ့အနားသို့ညီညီငယ်ပြေးကပ်သွားကမေးလိုက်သည်တွေ့တာကပြမဖြစ်ပဲသူ့ကိုမျက်စောင်းခဲကကြည့်နေသည်ညီငယ်နေကခုမှပေါ်လာတယ်နော်ဘယ်သွားနေရလဲညကနနအဖွားဆုံးလို့သူငိုနေရနဲ့သူ့ကိုအားပေးနေတညာလုံးမအိတ်ခဲ့အောင်အဲ့ဒါကြောင့်တော့အဲ့ဒီကြောင့်လာပြောမနေနဲ့နင်းစီကမျက်ရည်များကိုခက်ချမ်းချမ်းတုပ်လိုက်ပြီးညီညီငယ်ကိုအော်လွတ်သည်ညီညီငယ်ရဲ့စိတ်ထဲမှာဝမ်းနေသွားသည်ကအမှန်ပါအခုတော့တငယ်ချင်းတွေကသူ့ကိုပြောပြခွင့်မပေးဘာဖြစ်လို့နေတစ်ပိုင်းအတန်းပြတ်တာကိုရှင်းပြခွင့်မပေးတော့ကြီးညီညီငယ်ကြက်တည်သည်ဖြင့်နင်းစီကိုကြည့်နေရင်ကဝမ်းနေရည်တွေတွင်းလိုက်ရသည်ကိုသတိထားမိသွားသည့်တွေ့တာကအနေထားကိုဖြေရှင်းလိုက်သည်လာငါတို့တွေစကားပြောဖို့လိုနေပြီမကြည့်ပြအောင်သွားကြမယ်ဒီချိန်အကြောင်းကလိုက်မှသာလိုက်ခဲ့နင့်ကိုပြောစရာတွေမေးစရာတွေတပုံကြီးပဲရှာမရှိနေတော့မကြည့်ပြန်အောက်တွင်နင်းစီနှင့်တွေ့တာညီညီငယ်ပြောပြသည့်ညကကိစ္စများကိုနားထောင်ကစိတ်ရည်လဲသွားတော့သည်ဒါဆိုမနေ့ကနန်းထွက်သွားတော့နေမနိုးဘူးပေါ့ဒါဆိုဒီစကားတွေကဘယ်ကထွက်လာလဲဘာစကားတွေလဲနေမသိတာလားမသိချင်အောင်စောင်းနေရလားနင်ပြောတာငါနားမလည်ဘူးတွေ့တာအေးနင်းကြောင့်ပဲအဲ့ဒီနင်းကြောင့်ပဲနှင်းစီကမျက်ရည်ကျရတာဘလို့ဒီလိုဟာမပြောပါနဲ့တော့တွေ့တာရဲ့ညီငယ်လေးတိတိနေလေနင်းစီရဲ့ဟုတ်တယ်နင်တိမှဖြစ်မယ်မနဲ့နင်ကြောင်းမတက်နိုင်တာကိုဆရာမျိုးမဲသိတာနော်သူပဲအခန်းထဲကိုလာပြီးနင်အစာခွန့်လာတိုင်သွားတာဟုတ်မှာပေါ့မနက်ကဆရာမျိုးမဲနနကိုလာခေါ်သွားတာနေမယ်အေးသူခွန့်တိုင်သွားတာညီငယ်ညအေးပြက်လို့ဆိုတဲ့အကြောင်းပဲနင်နနကိုစောင့်ရှောက်နေရလို့လည်းပြောတယ်လူတွေစကားကိုကားပြစ်လိုက်ကြတာအော်အဲ့ဒီမှာနင်နဲ့နနကိုတမုတ်လိုက်ကြတာဟာလင်မယားလိုဘာလို့ပေါ့အဲ့လောက်ထိပြောဆိုနေကြတာနောက်တော့နှင်းစီကလည်းတီးမခံနိုင်လို့ထကြမ်းကုန်တော့တာပေါ့ညီငယ်က6ကတ်စွာရှိလိုက်တော့သည်လူတွေတော်တော်ကြောက်ဖို့ကောင်းပါလားဒါကြောင့်ဒီနေ့ကြောင်းလာတော့ငါ့ကိုကြည့်တဲ့အကြည့်တွေကဒီလိုတွေဖြစ်နေကြတာ哦တခုပဲနင်တို့မေးချင်တယ်နင်တို့အခန်းပေါ်တယောက်ကဝမ်းနေလို့ငိုးနေတယ်ဆိုရင်နင်တို့ကမတိကျိုးချွန်နေနိုင်ကြလားဖယ်နေလို့ရမှာလဲအဲ့ဒီလိုပဲငါနနာကိုမတိကျိုးချွန်မနေနိုင်လို့ကူညီပေးလိုက်တာငါနေရာမှာတခြားတယောက်ဖြစ်နေကြဒီအတန်မျိုးထွက်လာမလားနင်တို့စဉ်းစားကြည့်စမ်းပါငါနေရာမှာအောင်ဒါမှမဟုတ်တခြားတယောက်ပေါ့အဲ့လိုဖြစ်နေခဲ့မယ်ဆိုရင်လေဟဲတော်လိုက်တာစာနာတက်လိုက်တာနဲ့ချီးမွမ်းလို့ပြီးတော့မှာမဟုတ်ခုတော့ငါဖြစ်နေလို့ငါ့ကိုတော့ဘီလီနီယာပေးပြီးနန္ဒကိုတော့ရွှေမင်းသားလေးဖြစ်ပေးနေကြတာအေးငါဝမ်းနေတာငါ့ကိုနားလေဆုံးလို့တတ်မှတ်ထားတဲ့နင်တို့နှစ်ယောက်ကပါတန်စရာရှိနေလို့ပဲမဟုတ်ဘူးတွေ့တာနဲ့နင်းစီကတမ်းမြိုင်အော်ကဖြေရှင်းကြသည်ငါတို့ကနင်းဘက်ကနာတာဟုတ်တယ်နင်ကငါတို့တငယ်ချင်းစိုးစိုးကောင်းကောင်းငါတို့အတွက်ထာဝရတငယ်ချင်းပဲနင်အဲ့ဒီလိုမတွေးပါနဲ့ငါခံစားရတယ်ဟာဒါမဲ့ကျောင်းကနေမှငါရှင်းပြရတာတော့မှလက်မခံနိုင်ဘူးမလားဟဲ
ဟဲ့ညီငယ်ရဲ့အဲ့ဒါကလည်းနင့်ကိုဂယုဏဒေါသနဲ့ပြောတာပါဟဲ့နင့်စီကလည်းသွေးပူနေတယ်လေဒါကြောင့်ပါဟုတ်တယ်ငါလွန်သွားတဲ့ညီငယ်ရဲ့ငါတောင်းပန်ပါတယ်နင်ပြောဘူးတယ်လေလူဆိုတာအမှားမကင်းဘူးလို့ဒါလည်းငါစိတ်ထဲမှာနင့်အတွက်မခံမရနိုင်ဖြစ်နေလို့ပါဟဲ့နော်ညီငယ်ကနင်းစီတို့စီကိုလှည့်မကြည့်တော့အဝေးကိုငေးလိုက်တော့သည်လောကကြီးသည်သူ့အတွက်လှပမှုတွေပေးနေတာလားရှုပ်ဆိုးတာတွေပေးနေတာလားသူကတော့လောကကြီးကိုအလှတွေဆင်နေပါသည်သူ့ကိုရောအလှပတွေဆင်ခွင့်ပေးမှလားလောကကြီးရဲ့နင်းစီနဲ့တွေ့တာညီငယ်ဘေးတစ်ဖက်တစ်ချက်စီတွင်ဝန်းထိုင်လိုက်ပြီးညီငယ်ငေးနေသည်ရှမ်းယူမတောင်တန်းကြီးကိုကြည့်နေမိသည်ကိုစီအတွေ့များစွာဖြင့်သူတို့ရင်ထဲတွင်ရှိနေကြပါသည်တောင်ပန်တွေဖြန့်ကအဝေးကိုပြန်တန်းဖို့အတွက်အတောင်များကိုခိုင်ခန့်ရန်အားရီမွေးနေကြချိန်မှာတော့သူတို့အတောင်လေးများကိုရဲရဲဆက်ဆက်မဖြတ်စည်းကြပါစေနဲ့လို့ကိုစီဆူတောင်းနေကြသည်မှာအမှန်ပဲဖြစ်တော်သည်ညီငယ်နှလုံးသားတွင်တော့အိဆန်လာသည်အရွယ်နှင့်မမျှအောင်ခံစားရသည်ဟုသူထင်မိသည်မိမိအကူညီသည်တပားလူအတွက်ဝေဒနာဖြစ်စေခဲ့လားထို့သို့ဆိုလျင်တဦးတည်းသာရှက်တီးသွားမယ်လက်လျူရှုထားလိုက်မယ်ဆိုခဲ့လျင်ညီငယ်ကိုဘာပြောကြအောင်မည်နည်းတယောက်တလေကမှညီငယ်ဘက်ကမင်းလောက်တာမှန်တယ်လို့ပြောလာမည်မဟုတ်တော့ပါတိတ်ဆိတ်ငြိမ်သက်နေကြသောသူတို့သုံးယောက်သည်ရှမ်းယူမတောင်တန်းကြီးကိုငေးကြည့်နေရင်ကဝမ်းနည်းမှုတွေကိုဖြည့်ဖြောင်းနေသည်တွေ့တာနဲ့နှင်းစီကတော့ညီငယ်ကိုတငယ်ချင်းကောင်းများသဖွယ်နှင့်သိမ့်နေကြပါသည်နှုတ်ကပြောမထွက်ကြပေမဲ့ရှင်ထဲကနားလေလာသည်ဖြူစင်စွာဖေးမနေကြသည်ကိုတော့သူတို့သုံးယောက်သာသိပါသည်ညီငယ်ရဲ့ရှင်ထဲမှာတွေ့တာနဲ့နှင်းစီအပေါ်တန်ဝစင်တွေပိုးလာမိတော့သည်နှင်းစီလုံးရဲ့ကြောင့်ကျောင်းတွင်ညီငယ်နာမည်မှာမမျှော်လင့်ပဲကြီးသွားတော့သည်ကောင်းသောနာမည်ကြီးခြင်းတော့မဟုတ်ပါကျောင်းတွင်ညီငယ်အကြောင်းကိုပြောစမှတ်ဖြစ်လာတော့သည်ကျောင်းသားတို့ကညီငယ်နဲ့ပတ်သက်လာလျင်နာမည်ဖြစ်မီဆိုသောကြောင့်ရှောင်ကျဉ်လာကြသည်ကျောင်းသူများကတော့ညီငယ်ကိုရွှန်းရှားစွာကြည့်တတ်လာကြသည်အဆိုးဆုံးကညီငယ်လာသည့်လမ်းဆိုခဲ့လျင်ကျောင်းသားရောကျောင်းသူများကရှေ့ကလှမ်းမြင်လိုက်မိသည်ဆိုခဲ့လျင်တခြားလမ်းကရှောင်းဖယ်သွားကြသည်တမှုထူးခြားစွာအောင်ကတော့ညီငယ်ကိုလမ်းမှာတွေ့ရင်နှုတ်ဆက်ပြုံးပြသူတယောက်သာရှိခဲ့သည်တခြားသောအားလုံးသောအများစုကတော့တခုခုများပြောဆိုချပြီးခဲ့ပြီဆိုရင်မကြိုက်သည့်သဘောကိုပြောလျင်ညီငယ်နာမကိုခုတုံးလှုပ်လာကြတော့သည်မိရလေကွာဝတ်ထားလိုက်ရဘာပုံကြီးမှလည်းမသိဘူး6ကြီးကြနေရပဲအမေငါ့မြညီငယ်မှတ်နေလားဒါဖက်ရှင်းကွာထို့သောစကားများကဟိုတစဒီတစဖြင့်ထွက်ပေါ်လာခဲ့သည်ညီငယ်ရဲ့ကဘာလေးသည်ပို၍ချင်းမြောင်းလာသည်ဟုခံစားရသည်အရင်ကတယောက်တည်းနေတတ်သောညီငယ်ကတော့အရင်ကထက်ပို၍အခန်းအောင်ကစာချက်တာပင်လှုပ်လာတော့သည်3ရက်မြောက်သည့်နေ့မှာနန္ဒပြန်ရောက်လာသည်ကျောင်းဝင်နဲ့ဝင်လိုက်သည်နှင့်နန္ဒဂိတ်ပေါဝတွင်အစုံတရာကိုတောင်းကြည့်မြောက်ကြည့်လိုက်ရှာနေသည်သူမျောလင့်ထားသည့်လူတစ်ယောက်ကိုလိုက်ရှာနေမိသည်ညီမငယ်ကအကိုလို့သူမူးပြတ်နေသည်ကိုသတိထားမိသည်ကိုဘယ်သူ့ရှာနေရလဲဘယ်သူမှမပေါ့တငယ်ချင်းနဲ့လာကြုံမလားလို့စောင့်နေတာကိုပြန်လာမှဘယ်သူ့ကိုပြောထားလို့လဲညီမလေးတော်မှတငယ်ချင်းတွေကိုပြောပြချင်မရခဲ့ဘူး3ရက်ထိကြာမဲ့ကိစ္စအော်ဘယ်သူမှမပြောခဲ့ပါဘူးနန္ဒစိတ်မကောင်းဖြစ်သွားသည်ညီငယ်ကိုသူမျှော်နေတာပါသူစာရေးပြီးတော့ညီငယ်စပွဲပေါ်မှာတင်ထားခဲ့သည်မဟုတ်ပါလားညီငယ်ကိုသူအပြစ်မတင်ရပါညီငယ်ခွန့်လွတ်နိုင်လောက်အောင်လဲသူဘာမှမလုပ်ခဲ့ရပါဒါပေမဲ့ညီငယ်ကိုတော့သူစိတ်ပြက်အောင်အမျိုးမျိုးလုပ်ခဲ့သည်မဟုတ်ပါလားညီငယ်ခံခဲ့ရသည့်အချိန်တွေလည်းမနှဲတော့ပြီမဟုတ်ပါလားထို့ကြောင့်လဲသူညီငယ်ကိုချင်းစာတက်လာသည်သူရဲ့အပြုအမူများကဘလို့မှလက်ခံလို့မရသည့်အကြောင်းတွေများနေပြီမဟုတ်လားကျောင်းတွင်သို့ရောက်ပြီးရုံးခန်းထဲတွင်အကြောင်းကြားပြီးနောက်နန္ဒတို့မောင်နှမအဆောင်အသီးသီးတို့ထွက်ခဲ့လာတော့သည်နန္ဒရဲ့ခြေလမ်းများကတွက်နေသည်အဆောင်ထဲသို့အမြဲရောက်ခြင်းသည့်စိတ်ကလောနေပါသည်ခြေလမ်းတွေကနှင်းနေသည်ဟုပင်ထင်မှတ်မိတော့သည်ညီငယ်အဆောင်တကားဖုံးဝင်ခြင်းပထမဆုံးလိုက်ရှာသည်ကညီငယ်ကိုပါညီငယ်လည်းမရှိဘူးဘယ်သွားနေလဲမသိဘူးအော်ဒီချိန်ဆိုထမင်းစားချိန်ပဲထမင်းစားဆောင်မှများလားမသိဘူးနန္ဒတယောက်ထမင်းစားဆောင်ဘက်သို့ထွက်လာခဲ့လိုက်တော့သည်တွေးခြင်းသည့်ညီငယ်ကိုတော့မတွေ့ပါတငယ်ချင်းတွေကိုတွေ့လိုက်ရပါသည်ဟာနန္ဒပြန်လာပြီလားအေးပြန်လာပြီသူလည်း
တငယ်ချင်းတွေစပွဲပိုင်းသို့တွားထိုင်လိုက်ပြီးမျက်လုံးကတော့တစုံတရာကိုလိုက်ရှာနေပါတော့သည်နိုင်နိုင်နဲ့အောင်ခိုင်ကတော့သူ့ကိုလှိုက်လဲစွာကြိုးဆိုသည်ကိုကိုလေးကတော့သူ့ပုံမှန်စတိုင်အတိုင်းနန္ဒကိုတစ်ချက်ပြုံးပြပြီးထမင်းကိုအေးအေးဆေးဆေးစားနေသည်အောင်ကတော့တမှုထူးခြားစွာပဲနန္ဒကိုမြင်သည်နှင့်မမြင်သလိုအမူအရာလောက်ခါထမင်းငုတ်စားနေပါတော့သည်ညီညီငယ်ကိုမတွေးကြဘူးလားသူကတော့ကျောင်းမှာဘာတွေဖြစ်နေသည်ကိုမသိရှိပဲမေးလိုက်ခြင်းဖြစ်ပါသည်သူ့အမေကြောင့်တငယ်ချင်းများကသူ့ကိုတစ်ချက်ကြည့်လိုက်ကြပါသည်ကိုကိုလေးကတော့ထမင်းပင်တီးသွားတော့သည်နေပါဦးမင်းကဘာဖြစ်လို့ညီငယ်ကိုမေးရလဲမတွေ့လို့လေအခန်းထဲမှာလည်းမရှိဘူးဒါကြောင့်မေးကြည့်တာမတွေ့ရင်မရှိလို့ပေါ့ကွာတငယ်ချင်းများကတော့အရင်အတိုင်းမပြောင်းလဲပဲညီညီငယ်ကိုအမြင်ဆောင်နေသည်ဟုနန္ဒထင်လိုက်တဲ့ဖြင့်ထပ်မပြောတော့ပါမင်းထမင်းမစားဘူးလားလမ်းမှာစားခဲ့တယ်အောင်ကထမင်းထပ်မစားတော့ပဲနန္ဒကိုတစ်ချက်ကြည့်လိုက်ပြီးငါမင်းနဲ့စကားပြောကြရှိတယ်ငါနဲ့ခဏလိုက်ခဲ့အောင်ရဲ့အတန်မတောင်းတောင်းကြောင့်နန္ဒမျက်မှောင်ကုတ်သွားရသည်ဘာသဘောနဲ့နှစ်ယောက်တည်းပြောချင်သည်ကိုတော့မသိပါအောင်ထထွက်သွားသဖြင့်နန္ဒကြမ်းခဲ့တဲ့တငယ်ချင်းများကိုနှုတ်ဆက်ခါထွက်ခဲ့လိုက်သည်အောင်ကရှေ့ကထွက်သွားသဖြင့်နောက်ကလိုက်နေရသည်အောင်ဘောလုံးကွင်းဘက်ကိုသွားနေသည်ဖြစ်ပါသည်ဟဲ့ကောင်အဲ့လောက်ဝင်းသွားလားမှောင်လဲမှောင်နေပြီဒီမှာပြောလို့ရရတဲ့နဲ့နန္ဒအော်ပြောပြီးမေအောင်ကတော့လှည့်တောင်မကြည့်ခဲ့ပါဘောလုံးကွင်းသို့ရှောက်မှရှက်သွားတော့သည်နန္ဒအောင်အနာသို့ကပ်လိုက်ပြီးကဲဘာပြောမလို့လဲဒီထီတောင်ခေါ်လာတာအောင်ရုတ်တရက်လှည့်လိုက်ပြီးနန္ဒရဲ့မျက်နှာတဲတဲသို့လက်သီးတစ်လုံးပြစ်သွင်းလိုက်တော့သည်နန္ဒရှောင်ချင်မရလိုက်ပါနည်းနည်းတော့ရိုင်ကျသွားပါသည်ဟဲ့ကောင်ငါ့ကိုဘာကြောင့်ထိုးရလဲဘာကြောင့်ဟုတ်လားမင်းလူစိတ်မှာရှိရလားကွာဘာတွေပြောနေရလဲဘာတွေပြောနေရလဲဟုတ်လားအေးမင်းလောက်ခဲ့တဲ့ကြောင့်ငါပြန်ပြောရတာပေါ့ကွာအောင်ကဖြစ်ချမ်းကုန်စင်ပြောပြလိုက်တော့နန္ဒအံ့ဩသွားတော့သည်ညီညီငယ်ဘလောက်တောင်ခံစားနေရမည်နီညီညီငယ်သူ့ကြောင့်တဖန်လောက်ကျန်ခံရပြန်ပြီမဟုတ်ပါလားဒီတစ်ခါတော့ညီညီငယ်တော်တော်ကိုအထိနာခဲ့မည်ထို့ကြောင့်လဲညီညီငယ်သူ့ကိုလာမတွေ့တာဖြစ်မည်ထို့ကြောင့်လဲသူပြန်လာမည်ကိုသိသည့်အတွက်သူအားရှောင်ဖယ်နေတာဖြစ်မည်ဒီအကြောင်းတွေဘယ်သူဖွားခဲ့သည်လဲငါဒီကထွက်သွားတော့ဘယ်သူမှတော့သိတာမဟုတ်ဘူးဆရာမျိုးမျိုးပဲပြောခဲ့တာငါဘာမှမလုပ်ပါပဲနဲ့ဒီသတင်းတွေကဘယ်သူဖွားခဲ့တာလဲတကယ်နားမလဲတော့ဘူးဒီမနနာဒီအကြောင်းတွေကမင်းကလွယ်ပြီးဘယ်သူမှသိတာမဟုတ်ဘူးခုညီညီငယ်ကိုပြောဆိုနေကြတာတွေကမင်းမသိလို့ငါအယမ်းတနာတယ်အေးမင်းလို့တငယ်ချင်းကိုခုလို့ခင်းရတာကိုလည်းနောင်တရတယ်ကွာဒါတွေကငါလုပ်တာမဟုတ်ဘူးငါဘာမှမလုပ်ဘူးမင်းမလုပ်ရင်ဘယ်သူလုပ်မလဲမင်းအကြောင်းငါသိပါတယ်မင်းနှင်းစီကိုရကျင်စောနဲ့လောက်ကြံပြောဆိုနေတာဖြစ်မှာပေါ့တော်စမ်းမှာငါအဲ့လောက်ထိအောက်တမ်းမကြဘူးကွာကြတာမကြတာမင်းမဲသိလိမ့်မယ်ဒီမှာငါပြောမယ်မင်းငါ့ကိုခင်းချင်းခင်းမခင်းချင်းနေငါတော့ညီညီငယ်ကိုကြိုက်တယ်နောက်တစ်ခါညီညီငယ်စိတ်ဆင်းရအောင်လှုပ်ရဲလှုပ်ကြည့်မင်းနဲ့ငါတွေ့မယ်ဘာကွာဘာပြောလိုက်တယ်မင်းမကြောက်လားအေးဟုတ်တယ်ငါအချောက်ငါညီညီငယ်ကိုချစ်နေတယ်သူခံစားနေရတာကိုမကြည့်ရဘူးတနာတယ်အေးဒါကြောင့်ငါမင်းကိုသတိပေးလိုက်တာနန္ဒအောင်ကိုအံ့ဩကကြောင်ကြည့်နေမိသည်ဘာစကားမှပဲထွက်မလာတော့ဟုတ်တယ်ညီညီငယ်ကိုငါတစ်ချိန်လုံးစောင့်ကြည့်နေရင်ငါကြိုက်လာတာငါချစ်လာတာအပိုင်းတစ်စိမင်းယူနေလားအောင်မင်းအာဟောင်းဟိုးရလားကွာဟုတ်တယ်ငါယူနေတယ်ငါအချောက်ပဲအေးအဲ့တော့မင်းငါ့ကိုပေါင်းချင်ပေါင်းမပေါင်းချင်နေငါကြီးမဆိုင်ဘူးငါသိတာငါညီညီငယ်ကိုစောင့်ရှောက်မယ်ဒါပဲဟဲ့ကောင်မင်းလက်လက်စပယ်မပြောနဲ့ညီညီငယ်ကိုဒုက္ခရအောင်လူအတိုင်းဝိုင်းနဲ့ဝေးအောင်မင်းလုပ်နေရလားမဟုတ်ဘူးကွာဖေးမနေတာဒါတွေမင်းလိုကောင်မျိုးသိမှာမဟုတ်ပါဘူးနနစိတ်တွေတင်းကျပ်သွားတော့သည်ဘာတွေခံစားနေသည်ကိုနနနားမလဲပါဒါပေမဲ့ညီညီငယ်ကိုတော့ဒီကောင်ကိုမပေးနိုင်ဘူးငါသိပြီမင်းကညီညီငယ်နဲ့ငါတခုခုဖြစ်မှာဆိုလို့မင်းဒီလိုလှုပ်ဆက်ခင်းလိုက်တာဘာလှုပ်ဆက်လဲအောင်ရမင်းငယ်ပါသေးတယ်မင်းလှုပ်လိုက်တာမင်းငါနဲ့ညီညီငယ်ကိုတခုခုဖြစ်မှာကြောက်နေတယ်ဒါကြောင့်ငါနဲ့ညီညီငယ်ရဲ့လှုပ်ဆက်ကိုမင်းဖွာလိုက်တာ哦တော်စမ်းငါလှုပ်เสียရလားဒီအကြောင်းတွေပေါ်လာလို့ငါဒီလိုတေးချသွားတာမင်းမညာနဲ့ဇလန်တစ်ခုကိုလှုပ်ဆက်လှုပ်ပြီးတော့မင်းဖန်တီးလိုက်တာထင်းထင်းရှားရှားဖြစ်နေတာပဲမင်းစဉ်းစားကြည့်စမ်းအဲ့ဒီနေ့မနက်ကငါထွက်သွားတာကိုဘယ်သူမှသိတာမဟုတ်ဘူးဆရာမျိုးမင်းဆိုတော့လည်းငါပြောလို့သိတာ
အေးဆရာတယောက်ကိုငါညီညီငယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောမဲ့သူလားဆရာတယောက်ကိုဒါမျိုးတွေပြောလို့ရမလားမင်းတွေးကြည့်အေးငါဘက်ကခိုင်လုံတယ်တတ်သိတွေလည်းရှိတယ်အဲ့ဒီနေ့မနေ့ကငါဘသူနဲ့မှမတွေ့ခဲ့ရဘဲနဲ့ဒီကထွက်သွားတာကဲပြောစမ်းမအောင်ရှောက်ပြောမနေနဲ့မင်းမအကြောင်းအရာတွေရှိမှာပဲလောက်ကြံဖို့ဘာလို့လဲဆိုတော့နှင်းစီကြောင်းမယ်ဟာမင်းလောက်တာနနာကပြောဆဆဖြင့်အောင်ကိုထိုးလိုက်သည်နနာရဲ့လက်သီးချက်ကပြင်းတော့သဖြင့်အောင်လဲကျသွားသည်အောင်လူးလဲထကပြန်ထိုးရလှုပ်လိုက်ချိန်မှာတော့တော်ကြတော့အတန်လာရကိုညောင်လုံးလှည့်ကြည့်လိုက်တော့သည်ဟမ်ကိုလေးနှစ်ယောက်သားအံ့ဩမှုတွေနဲ့အတန်မှထွက်သွားသည်မင်းတို့ဘာဖြစ်နေကြလဲမရှက်ကြဘူးလားအခြေအနေတွေကအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲလာတော့သည်ဘာအကြောင်းကဘာကိုဥတီသွားတယ်ကိုမသိတော့မင်းတို့နှစ်ယောက်ဘာဖြစ်နေကြလဲယူနေကြလားဘယ်တော့ရောက်နေလဲနှစ်ယောက်သားတမ်းမြိုင်အတန်ထွက်သွားတော့သည်သူတို့ပြောဆိုနေသည်ကိုကြားသွားလားဟုအောင်ကစိုးရင်သွားသည်သူပြောသွားသောအကြောင်းအရာများကကိုလေးမကြားတဲ့သောအကြောင်းအရာများမဟုတ်ပါလားမင်းတို့စိတ်မချလို့လိုက်လာတာဘာကြောင့်လဲမမေးနဲ့ငါညီဖြစ်တဲ့ညီညီငယ်နဲ့တက်ဆိုင်နေမှထင်လို့လိုက်လာတာကိုလေးမှာနနာတို့ထသွားပြီးထမင်းကိုအမြန်စားကနောက်ကလိုက်လာပါသည်အချိန်နဲ့ငယ်ကြားသွားသည့်အကြောင်းကသူတို့ကိုလမ်းစာပြောက်သွားပြီးကိုလေးကအဆောင်ဘက်ကိုသွားတော့နနာအောင်ကိုလှမ်းခေါ်လိုက်သည့်အတန်ကိုဘလုံးကွင်းဘက်သို့သွားရလမ်းဘက်မှာကြားလိုက်ရသဖြင့်နောက်ကလိုက်လာခြင်းဖြစ်ပါသည်ထို့ကြောင့်အောင်ပြောလိုက်သောစကားများကိုအပြည့်အဝမကြားလိုက်ပါသူသိသည်ကတော့ဒီအကြောင်းအရာများကိုဘသူဖြတ်နေသည်ဟုမသိရှိကြပဲတယောက်နဲ့တယောက်ဆွဆွဲပြောဆိုနေသည့်အကြောင်းပဲဖြစ်လိုက်သည်မင်းတို့ပြောတဲ့အကြောင်းအရာကိုနိုင်နဲ့အောင်ခိုင်ဖြန့်လိုက်တာဟမ်ဟာမထင်မှတ်ထားသောသူကထိုအကြောင်းအရာကိုဖြန့်လိုက်သည်လို့ဆိုတော့သူတို့နှစ်ယောက်လုံးအံ့ဩတော်တော်သည်အစပထမငါလည်းတားမလို့ပဲဒါပေမဲ့ငါသိတဲ့အချိန်ကတော်တော်ခီးရောက်နေပြီဒီအချိန်မှာငါတားလိုက်ရင်ငါညီကိုကောက်ွယ်သလိုမဖြစ်ဖ ೇನೆ ပို့ပြီးတော့နှစ်သလိုဖြစ်သွားမှာစိုးလို့ပဲမင်းကညီငယ်အကိုဖြစ်ပြီးဒီလိုငြိမ့်နေတာအံ့ဩရဲကွာဟုတ်တယ်မထင်မိဘူးမင်းတို့လိုပဲငါလည်းစိုးရိမ်နေသူပဲနံပါတ်1အချက်ကငါတို့လောင်းထားတဲ့ကိစ္စပဲဒီကိစ္စကိုနန္ဒကြံစီတယ်လို့ထင်လို့အေးနံပါတ်2အချက်ကတော့ငါညီကိုငါကယ်ထုတ်ရမယ်မင်းကလောင်းချင်းနဲ့လှုပ်ထားတဲ့အကြောင်းအရာရှိတယ်ငါညီကိုထိုင်ရတွေမပေးစေချင်ဘူးဟိုရင်ကလည်းငါညီကိုငါစော်ကားခဲ့ပြီးငါကိုယ်တိုင်ငါညီကိုကယ်ရမယ်ငါညီကြောင့်ငါသိတာပေါ့ဘာတွေလဲဟုတ်တယ်မင်းတို့နားမလည်နိုင်တာကိုငါလက်ခံတယ်ကိုလေးမင်းလောက်တာမဟုတ်ဘူးကွာမင်းကမင်းညီကိုမနစ်နာစေချင်လို့ကယ်တာဟုတ်လားဒါဆိုမင်းညီကိုတိုက်ခိုက်နေတာနဲ့အတူတူပဲကွာမင်းလောက်ပေါ်တိတ်ဆိတ်နေလိုက်တာဟုတ်တယ်အဲ့ဒီလိုလောက်တာကလေမင်းနဲ့ငါညီရဲ့အကြောင်းအရာကိုဟန်တားစေတဲ့အကြောင်းအရာမဟုတ်သေးပါဘူးကွာမင်းတို့နားလည်ဖို့မလို့အဓိကငါညီမင်းကိုစိတ်နာပြီးမပေါင်းတော့ဘူးဒါကငါညီကိုငါကယ်ထုတ်လိုက်တဲ့အကြောင်းအရာပဲမင်းလောက်တာကောင်းလားကွာအခုတော့ညီညီငယ်စိတ်ဘယ်လောက်ခံစားနေရမလဲနန္ဒရဲ့အလိုမကျသောအတန်ကိုထောက်ခံသောအဖြစ်အောင်ကခေါင်းငိမ့်ပြသည်သူစိတ်ခံစားရလဲတလားပေါ့အရင်ကတည်းကငါညီရတယောက်တည်းနေတတ်ခဲ့တာဒီအကြောင်းအရာကြောင့်မို့သူ့အပေါင်းအသင်းကြားမှာဘာမှထူးလာစရာအကြောင်းမရှိဘူးအေးဒီအကြောင်းအရာကြောင့်ပဲမင်းနဲ့ဝေးသွားမှာအေးငါလိုအပ်တာလဲအဲ့ဒါပဲမင်းလည်းငါညီကိုကြည့်မရအောင်မလားဒီတော့ခုလိုသူခံစားနေရတော့မင်းဝမ်းတာလို့ရတာပေါ့တော်စမ်းပါမင်းလောက်တော့ငါဝမ်းတာနေမှထင်လားကိုလေးမင်းကမင်းညီကိုကြည့်မရအောင်ဆိုခုတော့ဘာဖြစ်တာလဲအေးကြည့်မရဘူးဟုတ်တယ်မနာလို့မေမေတို့သူ့ဘောပါစားပေးထားတာကိုမကျေနပ်လို့အေးတို့ပဲငါညီကိုစိတ်ဒဏ်ရာပေးမဲ့တခြားသစိမ်းတစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင်တော့ငါလက်မခံနိုင်ဘူးကွာမင်းမဟုတ်ဘူးကွာအေးဟုတ်တယ်ငါကောက်ချစ်တယ်ရုံညံ့တယ်မင်းလောက်တော့မစိုးဘူးနန္ဒတော်ထပ်မပြောနဲ့ပြောမှာပဲမင်းကငါညီကိုခုတုံးလုပ်ပြီးနှင်းစီထံကိုချင်းကပ်နေရတယ်ပေါ့ဂျားခံရတာငါညီကွာဒါရီထားတော့ကွာငါဒီအကြောင်းကြောင့်ငါစိတ်မကောင်းဘူးအောင်ကဒေါသထွက်ကဟိုကောင်နေနဲ့သွားရှင်မယ်မလုံးနဲ့တချို့ပြဿနာတွေကိုဖြေရှင်းရင်ပို့ပြီးတော့အမှန်ကိုဖုံးကွယ်သွားစေတယ်မင်းတို့ငါညီဘက်ကနားရဆိုရင်တော့မင်းတို့ကလမ်းကိုရှင်းပေးကြပေါ့အလုံးနဲ့ပြကြပေါ့ကိုလေးပြောသောနီလန်ကမှန်ကန်နေသဖြင့်သူတို့လက်ခံလိုက်သည်လူငယ်လေးသုံးယောက်ကတော့ကိုစီအတ္တများနဲ့ရင်ဆိုင်နေရချိန်ဝဲညီညီငယ်ကတော့စာကြည့်ကန်နဲ့ရောက်လို့နေပါသည်အပြင်ကဘောလုံးကွင်းထဲမှာညီညီငယ်နဲ့ပတ်သက်ပြီးဖြစ်နေကြသောပြဿနာများကိုတော့ညီညီငယ်မသိရှာခဲ့ပါနန္ဒအဆောင်ကအခန်းထဲရောက်တော့ညီညီငယ်ပြန်ရောက်နေပါပြီ
နဝင်လာသည်ကိုညီညီငယ်အံ့ဩသွားသည်သို့တော့ဘာမှတော့မပြောဖြစ်ပါအကွာဒီချင်းကြီးကြမှာဘယ်ကောင်းလာလဲမသိဘူးနနကပြောဆဆနဲ့ထပြီးတကားဖွင့်ပေးလိုက်သည်ဟမ်အော်အေးငါညီညီငယ်ကိုစားလာမိတာဒါဆိုခေါင်းနေအောင်ဒီဆောင်နေအောင်ဒါကတော့ကြာရင်လည်းကြာနိုင်တယ်လေဒါကြောင့်ညနေသွားရင်ငါတရေကြောက်တော့ဒီမှာပဲအိတ်တော်မယ်လေဟာမရအောင်မင်းเจ้าငါသိတယ်မရအောင်နနကအတင်းတကားပိတ်ခါလုပ်သည်အောင်ကချီထိုးခံပြီးတကားကိုအတင်းလူဝင်သည်တကားကြီးကအလဲမနှစ်ယောက်တွန်းနေကြသည်ညီညီငယ်ကလည်းကြောင်ကကြည့်နေမိသည်နောက်ဆုံးနနတကားကိုဖွင့်ပြလိုက်တော့သည်အောင်ကတကားအတွန်းအရှိန်လွန်ကစောင်းများဖြင့်လုံးပြီးရှေ့သို့ဟတ်ထိုးလဲကျသွားပါတော့သည်ဟာဘလို့တွေဖြစ်နေကြလဲသူ့လောက်တာညီညီငယ်အောင်ကညီညီငယ်ကိုစီးကြိုတိုင်းသည်ညီညီငယ်မျက်မှောင်ကုတ်ခါကျင်းလိုက်သည်မင်းကဘာဖြစ်လို့လာလဲငါတို့ခန်းဟိုလေစာမေးချင်လို့ငါနေ့လေမတက်လိုက်တဲ့စာတွေမေးချင်လို့စားဖြစ်တိတ်လည်းမတင်သေးပဲနဲ့ခတ်တာတွေလည်းမပါသေးပါဘူးအေးလေဒီကောင်ကြောင်တော်နဲ့တော့မင်းခေါင်းမတော်ဘူးအောင်ကစောင်းတဲ့ခေါင်းကိုဂရင်းနှလုံးကြားထဲခင်းလိုက်တော့သည်ပြီးတော့လဲချလိုက်တော့သည်ဝါခုမှစိန်ရှိသွားတာငါမင်းတို့ခါမှပဲလာနေကောင်းမလားမကောင်းဘူးနနကိုအောင်ပူးကြည့်ကြည့်လိုက်သည်ထားပါတော့ကဲမင်းမမေးချင်တာလည်းမေးငါလည်းစားကြည့်အောင်မယ်တွေ့လားနနကညီညီငယ်လောက်တော့မှသဘောထားမကြည့်ဘူးစိတ်ပုတ်တယ်နနကလည်းတင်းနေသည်သူ့ကိုလာမကြိုတော့ညီညီငယ်ကိုလည်းတင်းသည်နောက်တော့သူနဲ့မဆိုင်သလိုဂရက်မော်တွင်လှဲချလိုက်တော့သည်စပွဲကုံကကျင်းသဖြင့်ညီညီငယ်လည်းအောင်ခင်းထားသောအိယာဘို့သို့ထားလိုက်ပြီးအောင်နားမလည်ဘူးဟုဆိုသောစာများကိုစိတ်ပါလက်ပါစာရှင်းပြနေသည်ညီညီငယ်ကတော့ဘာမှမသိရှာပဲစာတွေကိုရှင်းပြနေသည်တယောက်သောသူကဂရက်မော်တွင်ဟိုးလိန်တီလိန်ထားလိုက်ထိုင်လိုက်လုပ်နေသည်တယောက်ကတော့ညီညီငယ်စာရှင်းပြနေသည်ကိုစိတ်ပါလက်ပါနားထောင်နေသည်ရှင်းပြတာတွေဝင်လားမဝင်လားတော့မသိအောင်ကတော့ခေါင်းကြီးသာညှိနေပါတော့သည်မင်းဘာဖြစ်နေရလဲညီညီငယ်နနကိုရှိရွယ်ပြီးမေးလိုက်ခြင်းဖြစ်ပါသည်မျက်စိကိုနှောက်နေရပဲထားလိုက်ထိုင်လိုက်နဲ့မင်းတို့ကစူးညံနေတော့ဘလို့အဲ့ရမှာလဲငါခီးပန်းလာတာကွာထားလိုက်ပါကွာဒီကောင်ဘာမှပြောမနေနဲ့တော့ sorry ကွာဟုတ်တယ်ဒီကောင်ပင်မလာတယ်နောက်ပြန်မှရှင်းပြရမယ်ဒါဆိုမင်းပြန်တော့စောရှိသေးတယ်ပြန်မို့အိတ်ချင်လာပြီကွာအဲ့တော့မယ်နနကထပြီးအောင်ကိုဆွဲသည်အောင်ကတော့အတင်းပင်ပေးကပ်ခါစပွဲကုံကိုဖတ်ထားသည်နောက်ဆုံးတော့နနလက်လျှော့လိုက်ရတော့သည်မင်းတို့တွေဘာဖြစ်နေကြလဲတွေးချင်တာအိတ်ပါစေဘာဖြစ်လဲအဲ့လူနနကမကြည့်နဲ့ပဲလက်ခံလိုက်ရတော့သည်ညီညီငယ်ကတော့သူတို့နှစ်ယောက်ကိုပိုးရွပင်နားမလည်နိုင်တော့ကြီးထိုရက်ကစပြီးအောင်ကနေတိုင်းအခန်းထဲလာသည်မနေ့ကမှထားကအခန်းသို့ပြန်มาတော့သည်နနကတော့စိတ်ထဲမကြည်နပ်ပေမဲ့ဘာမှမပြောတာတော့ပိုးဆိုးသည်ကညီညီငယ်ရေချိုးချိန်ကိုပါလိုက်၍လူနေကြတော့သည်ညီညီငယ်ရေချိုးကိုရေချိုးခန်းထဲဝင်လာပြီးဆိုခဲ့လျင်နနကအခန်းတူသဖြင့်ညီညီငယ်သွားပြီးသည်နှင့်နောက်ကနေလိုက်လာသည်အောင်ကတော့ညီညီငယ်ကိုချောင်းနေကညီညီငယ်ရေချိုးထွက်ပြီးဆိုခဲ့လျင်သူသည်လည်းရေချိုးရန်ရေချိုးခန်းထဲသို့ဝင်လိုက်လာပါတော့သည်ထိုအခါမျိုးတွင်တော့နနနှင့်အောင်ညီညီငယ်မသိအောင်ကြိတ်တိုက်နေကြပါတော့သည်